လွန်ခဲ့တဲ့10နှစ်လောက်တုန်းကကဘာတစ်ခုနဲ့တစ်ခုတွားလို့ရတဲ့ဂိတ်လို့ခေါ်တဲ့အရာတွေပေါ်လာပြီးအဲဒီဂိတ်ထဲမှာရှိတဲ့မွန်စတာတွေအပြင်ကိုမကျူးကျော်လာနိုင်အောင်လို့ဟန်တာလို့ခေါ်တဲ့မော်ဆာနိုးထားလာတဲ့သူတွေကပဲဥဆောင်တာဝန်ယူဖြစ်ရှင်းပေးကြရပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်းချေကျူးကျွန်းရဲ့တနေရာမှာမွန်စတာပြစိတ်နေတွေစုဝေးနေတာမလို့ဟန်တာတွေကခုခံကာကွယ်နေပေမဲ့အစစ်လေးရန်နေဖြစ်နေတာမလို့အင်အားမမျှပဲကြာရှုံးတော့မလို့ဖြစ်ခဲ့နေအဆင့်ရှိဟန်တာရဲ့အချိန်မီလေးရောက်လာပြီးဝုန်းနဲ့ဝင်တောင်းကျမ်းပေးလိုက်တာမလို့အသက်ချမ်းသာရသွားခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့အပြင်ဟန်တာတွေမှာအမြင့်ဆုံးအက်စရတ်နဲ့နေဆုံးအီရန်ဆိုပြီးအဆင့်လိုက်နေရာခွဲရတာရှိပြီးအဆင့်လိုက်လည်းတန်မာမှုနဲ့မော်ဆာတွေကမိုးနဲ့မြေကြီးလောက်ကွာခြားကြပါတယ်။ဟန်တာတွေကစာဝတ်နေဖြစ်ရှင်းဖို့အတွက်ရိတ်တွေမှာလှုပ်ပြီးဝင်ငွေရှာရကြပါတယ်။ဆောက်လုပ်ရေး site တစ်ခုမှာတော့ဂျင်ဝူလို့ခေါ်တဲ့အီရန်ဟန်တာလေးကလည်းဝန်သမားရိတ်တွေမှာတန်ရာတွေရနေရမလို့အားလုံးကသူ့ကိုအားအနည်းဆုံးဟန်တာဖြစ်နောက်ွယ်မှာတတ်မှတ်ထားကြပါတယ်။ဒီရိတ်ကိုဦးဆောင်မဲ့လူကစီရန်ဟန်တာဖြစ်ပြီးဂျင်ဝူနဲ့သူရိတ်တွေကိုတောက်လျှောက်တူဝင်ခဲ့ဦးရဲ့သူမလို့သူတို့နောက်မှာပဲနေပြီးကိုတန်ရာမရအောင်ဂယူးဆိုင်ဖို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ရတဲ့ဝင်ငွေလေးတွေကဝယ်လာတဲ့တန်ဖိုးနဲ့မော်တာကိုကင်ပြီးဒီတစ်ခါတော့ရှယ်ချမ်းပြမယ်လို့ကြုံသွားလိုက်ရင်ရိတ်ထဲကိုဝင်လိုက်ပါတယ်။တန်ညံထဲမှာတော့မန်နာကြော်တုံးတစ်ခုကိုခုမစားရလို့ပြောနေတဲ့ဂျင်ဝူကိုမွန်စတာတစ်ကောင်ကတိုက်ခိုက်လိုက်လို့တေးမလို့ဖြစ်သွားပြီးအနာကလူတွေဝင်ကူညီပေးလိုက်လို့သာတက်ချမ်းသာရသွားတာပဲဖြစ်ပါတယ်။စေကူသားခံနေတဲ့အချိန်တွင်းမှာပဲတင်းကလူတွေကဘော့စ်ကိုနိုင်ရသွားပြီးဘော့စ်ကရလာတဲ့မန်နာကြော်တုံးတွေကနဲနေလို့ညှဉ်းညူနေကြပါတယ်။ဒါပေမဲ့ပေါ်ရှင်မိတာတော့တန်ညံကခုထိမပိတ်သေးရမလို့နှစ်ထပ်တန်ညံဆိုတာတည်သွားကြပြီးဟန်တာဖွဲ့ရဲ့စီကန်းတွေရလာဆိုအကုန်ပြန်ထွက်ကြရတော့မှဖြစ်ပေမဲ့အန်နယ်များလဲထိုးတောင်နေတဲ့ကုံစိမ်းလုံးတွေကြောင့်ဆက်ပြီးသွားကျင်နေတဲ့သူနဲ့မသွားကျင်တဲ့လူစင်းကိုမဲခွဲဆုံးဖြတ်ဖို့ခေါင်းဆောင်ကပြောလိုက်ပါတယ်။မဲရတဲ့တွေရတစ်ဖက်ကို6ရောက်စီတူညီနေပြီးအဆုံးဖြတ်မဲဖြစ်ခြင်းဦးလဲမှာတော့ဆက်ရုံတင်ထားရတဲ့အမေနဲ့တက္ကသိုလ်တက်နေတဲ့ညီမလေးအသုံးစိတ်လိုအပ်ချက်တွေကြောင့်သွားမဲဘက်ကိုပဲရွေးချယ်လိုက်ပါတယ်။မြို့ရဲ့လူစီကားတဲ့တနေရာမှာတော့လူရမှုတစ်ခုကျူးလွန်လာတဲ့ငနေသား2ယောက်ကိုသူတို့သွားမဲ့လမ်းမှာကြိုးဆောင်နေတဲ့အက်စရတ်ဟန်တာဟေးရင်ကလှပပေါင်း1600တိုက်ခွန်းနဲ့ဖမ်းဆီးပေးလိုက်ပြီးတိတ်တိတ်ပဲပြန်ထွက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့နောက်တဲ့တန်ညံကိုသွားနေကြတဲ့လမ်းမှာခုနကမွန်စတာသေးလေးနဲ့တော့တေးမလို့ဖြစ်နေတာတော့ဆက်သွားဖို့ဆုံးဖြတ်လိုက်တဲ့ဂျင်ဝူကိုဟီလာမာလေးဂျိုဟီကစေနာနဲ့စုနေတော့မှာပဲတန်ညံရဲ့တကားဝါရှိကိုရောက်လာကြပြီပဲဖြစ်ပါတယ်။ခန်းကြီးရဲ့ထဲမှာတော့မွန်စတာကောင်တွေကရှိမနေပဲခန်းပတ်လည်မှာကြီးမားတဲ့ရစုကြီးတွေဝန်းရံထားတာကိုပဲမြင်လိုက်ကြရပါတယ်။အဲအကြောင်းစိတ်မတန်းတော့တဲ့ဟန်တာတယောက်ကမြင်မြတ်ထားဖို့တကားကိုတုံးဖွင့်ကန်နေမှာရုတ်တရက်တကားဆောင်ကြောက်ရွံ့ထုကြီးရဲ့ရဲဆက်ဆက်ပိုင်းခုံးပစ်တာကိုပဲခံလိုက်ရပါတယ်။ကော်လုံးနဲ့အန်အောနေတော့မှထပ်ပြီးတော့တွင်းပိုင်းကရုပ်ထုတစ်ခုရဲ့မျက်လုံးတွေစီကနေမိလေးစာတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာကိုခံလိုက်ရပြီးအားလုံးလည်းဘာမှနားမလည်နိုင်တော့တဲ့အခြေအနေကိုရောက်နေကြရပါတယ်။ရုပ်ထုရဲ့တိုက်ခိုက်ချက်ကခေါင်းဆောင်ရဲ့လက်တစ်ဖက်ကိုထိသွားရမလို့စိတ်ကူးတောက်ကိုအလင်းလိုနေပေမဲ့လည်းအရင်ကကြုံခဲ့ရတဲ့စိတ်တန်ရာတွေပြန်ပေါ်လာတဲ့ဂျိုဟီကအရန်ကြောင်းလန့်သွားတာမလို့တွေးဆက်မလွန်စေဖို့ကိုပဲဂျင်ဝူကပတ်တီးရင်စီးပေးထားလိုက်ရပါတယ်။ထပ်ပြီးတော့ခေါင်းဆောင်ကအီရန်တန်ညံလောက်ထိကားခဲ့ဘူးပေမဲ့ဒီတန်ညံကတော့အီရန်မောင်ရဲ့အဆန်လောက်ထိမြင့်တယ်လို့သူ့တွေးကြုံကိုပြောပြလိုက်ပြီးဒီဖျားเจ้าရဲ့စီးမင်းသုံးမှုဖြစ်တဲ့နတ်ဖျားတွေကိုလေသာချီးမွန်ကိုးကွယ်ဆိုတဲ့ဥပဒေကိုမလိုက်နိုင်နိဗ္ဗာန်မတ်ကိုရက်တူတူနဲ့ပို့ပေးမယ်လို့ရေးထားတာကိုမြင်လိုက်ရတယ်လို့ဂျင်ဝူကိုပြောပြလိုက်ပါတယ်။အဲဒီအချိန်เจ้าရဲ့စာသင်ခန်းကိုနောက်ကျမှဝင်လာတဲ့စိုးရီကတန်ရာတွေနဲ့တွေးနေရတဲ့လူကဂျင်နာရဲ့ကိုလားလို့မေးလိုက်ပြီးသူသာဆိုပိုကောင်းတဲ့ဟန်တာဖြစ်မှာလို့တွေးနေပါတယ်။တန်ညံထဲမှာလည်းရုပ်ထုတွေနဲ့ရှင်တိုက်ဖို့ကမဖြစ်နိုင်လို့လွတ်လပ်မဲ့လမ်းကိုကောင်းအေးထားပြီးစဉ်းစားဖို့ပြောနေတော့မှမကြသေးခင်ကမှအစင်မင်းဂိုင်းတစ်ခုနဲ့စာချုပ်ရလာတဲ့ဟန်တာကသူ့ရှင်ကိုယုံကြည်လို့မြင်လိုက်ရမှာတော့မဟုတ်ဘူးလို့ပြောပြီးပြေးနေရင်ရုပ်ထုရဲ့အေဂျင့်မေလောက်တာကိုခံလိုက်ရပါတယ်။ဒါပေမဲ့သူတို့ကိုပြက်စိတ်လေးမုန်းချေတယ်လို့လွယ်လေးတက်ပြစ်လို့ရတာတော့မလုပ်သေးတာကိုတွေးမိသွားတဲ့ဂျင်ဝူကဒီဖျားเจ้าရဲ့စီးမင်းတွေတိုင်းလိုက်လုံးကြီးကိုဆုံးဖြတ်လိုက်ပါတယ်။အဲဒါကြောင့်ပထမစီကံဖြစ်တဲ့နတ်ဖျားတွေကိုလေးစားဆိုတဲ့စာအတိုင်းအကုန်လုံးကိုမလုံးမချက်ဦးညွှန်းလိုက်ကိုဂျင်ဝူကပြောလိုက်ပြီးရုပ်ထုကြီးရဲ့စားပဲကြီးပြုံးချက်နဲ့ဂျင်းနဲ့သွားတဲ့ပုံစံကိုမြင်လိုက်ကြရပါတယ်။တန်နေပြီးမှရဲအောင်မပြရတော့မလို့အားလုံးလည်းပြီးဆုံးသွားကြပြီထင်နေပေမဲ့ရုပ်ထုကြီးကထိုင်နေရာကနေထားလာတာမလို့ဂျင်ဝူလည်းဒုတိယစီကံဖြစ်တဲ့နတ်ဖျားကိုချင်းမွန်းတဲ့စကားပြောမှရလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။အဲဒါကြောင့်အရင်ကလူတော်တိုင်းဘာသာရပ်ကိုလေးလာခဲ့မှုတဲ့ဟန်တာတယောက်ကနတ်ဖျားကိုချင်းမွန်းတဲ့စကားနိုင်ငယ်ပြောတတ်လို့သူလုံးလိုက်မယ်ဆိုပြီးဆူတောင်းနေပေမဲ့သူ့ဆူတောင်းစကားကဒီရုပ်ထုတွေအတွက်မဟုတ်ပဲရုပ်ထုရဲ့ဒေါသနဲ့နင်းချေခြင်းကိုပဲခံလိုက်ရပါတယ်။ကော်လုံးလည်းကြောက်လန့်တဲ့ကြားပြေးနေကြပြီးတခြားရုပ်ထုအောက်ကိုပြေးသွားတဲ့ဟန်တာတွေကိုလည်းဇီဝင်ချုံးပြေးလိုက်တာမလို့ဘာလို့မှမလဲတဲတဲ့စဉ်းစားနေရတဲ့ဂျင်ဝူကအားလုံးကိုဂီတာတူရီယာရှိတဲ့ရုပ်ထုတွေရှိရအောက်ကိုဝင်ပြေးဖို့အော်ပြောလိုက်ပါတယ်။တူရီယာအောက်ကိုရောက်သွားတဲ့လူတွေကိုရုပ်ထုကမတိုက်ခိုက်တော့တာကြောင့်အသီးသီးလည်းအစွမ်းကုန်ကြိုးစားရေးနေကြပြီးနှစ်ယောက်ပြင်းနေလို့လုံးမဖြစ်တော့တဲ့ရုပ်ထုကြောင့်ဂျင်ဝူကဂျိုဝီကိုတယောက်တည်းထားခဲ့ပြီးနောက်တဲ့အနားကတူရီယာကင်ထားတဲ့ရုပ်တစ်ခုစီပြေးဖို့ထားလုပ်လိုက်ရပါတယ်။အဲဒါကြောင့်ခြေထောက်တွေကိုမတည်နိုင်လောက်အောင်လေးလံနေပေမဲ့အတတ်နိုင်ဆုံးထပ်ပြေးနေပြီးတော့အနားကရုပ်ထုအောက်ကိုရောက်သွားပေမဲ့လည်းတူရီယာရုပ်ထုမဟုတ်လို့ဒိုင်းနဲ့တီးတာကိုပဲခံလိုက်ရပါတယ်။ဒါပေမဲ့ဂျင်ဝူကအလျှော်မပေးပဲလက်ညံအားလေးနဲ့ဘေးနားကတူရီယာရုပ်ထုစီတွားသွားနေရင်ရုပ်ထုအောက်ရောက်မှာတော့ဆူတောင်းတဲ့အတန်ထွက်လာလို့နတ်ဖျားကသူ့နေရာကိုသူပြန်လှည့်သွားပါတယ်။ဂျင်ဝူရဲ့ခြေထောက်ချောင်းလည်းဘိုင်းလိုက်ဖြစ်သွားပြီးကုသလို့ရမလားကြိုးစားကြည့်ပေမဲ့ခုနေရင်မန္နာကုံသွားလို့ရေစက်ချလိုက်ရပါတယ်။အဲဒီအချိန်ရုတ်တရက်ရေးပလင်တစ်ခုပေါ်လာပြီးတတိယစီမင်းဖြစ်တဲ့နတ်ဖျားကိုကိုးကွယ်ဖို့အတွက်အပူစော်ခံမဲ့လူကိုလိုအပ်တာမလို့ခေါင်းဆောင်ကရင်သွားလိုက်ပေမဲ့လည်းမိသားတစ်ခုပဲထွက်လာတာမလို့နားလဲအောင်လုပ်ဖို့အတွက်ဂျင်ဝူကိုယ်တိုင်နေကတ်ကြည့်ဖို့လုပ်လိုက်ပါတယ်။
နားကလူတွေကိုလည်းစော်ဝိုင်းတွေကိုခေါ်လိုက်ပြီးမိရောက်တွေကအပြည့်ဖြစ်သွားရမလို့ဝင်လာခဲ့တဲ့တကားကပွင့်လာပါတယ်။ဂျင်ဦးကတော့ဒါကိုထောင်ချောင်းလို့ထင်နေပြီးမိရောက်ပြတွေကုန်ရင်ကုန်စင်ပြီးသွားလိမ့်မယ်လို့ထင်လိုက်ပေမဲ့လူတချို့ကဖြစ်ချင်ရဖြစ်ပြေးထွက်သွားတဲ့အချိန်မိတော့နေကငြိမ်းသွားပြီးတကားကနိုင်ငယ်စီကျင်းသွားတာကိုမြင်လိုက်ကြရပါတယ်။နောက်ဆုံးအနေနဲ့၃ယောက်ပဲကြံတော့တဲ့အချိန်တနည်းနည်းနဲ့လောက်အောင်လုပ်လိုက်ပါမလို့ကြံတဲ့နဲ့ကိုအပြင်ကိုရင်ထွက်နေဖို့ကိုဂျင်ဦးကပြောလိုက်ပါတယ်။အဲဒီအချိန်မှာတယောက်တည်းပဲကြံခဲ့တဲ့ဂျင်ဦးကနောက်ဆုံးကာယိုးသမိန်မျောလင်းချက်ဖြစ်ဘေးကဓာတ်နဲ့ခုခံဖို့ဆုံးဖြတ်ခဲ့ပေမဲ့အာမတန်တော့မန်လျှော့လိုက်ရပြီးလက်ဖျားတွေရဲ့ကြီးနေတာကိုပဲပိုးစိုးပတ်ဆက်လိမ့်ခံနေရပါတယ်။နောက်ဆုံးထောက်တဲ့နှုတ်ယူခံရတော့မယ့်ချိန်ဆဲလို့ငြိမ်းသွားတဲ့ပြာအောင်မီနဲ့တူပလေယာဖြစ်လက်ခံမလားဆိုတဲ့ notification ပေါက်ပေါ်လာပြီးနိုးကိုနှိမ့်မယ်ဆိုရင်တော့2စက္ကန့်အတွင်းနှလုံးရက်သွားမယ်ဆိုတဲ့စာကြောင်းဂျီဦးကတော့ yes ကိုရွေးလိုက်ပြီးနောက်တစ်ပိုင်းကိုမနေ့ပြန်မှာတင်ပေးမှာပဲဖြစ်ပါတယ်။ yes ဆိုတဲ့စာရက်ကိုနှိမ့်လိုက်ပြီးတဲ့နောက်ဂျင်ဝန်းသတိမိတ်နေခဲ့တာ3ရက်လောက်ရှိသွားပြီဖြစ်ပြီးသတိပြန်ရလာတဲ့အချိန်မှာတော့ခန္ဓာကိုယ်ကအကောင်းမတီတိုင်းပဲရှိနေရမလို့သူအိမ်မဆိုးတစ်ခုကိုမတ်ခဲ့တယ်လို့ပဲထင်နေပါတယ်။အဲဒီချိန်ဟန်နာဆောင်ကြီးအဖွဲ့ကရောက်ရှိလာပြီးထပ်ဆက်နိုးထလာခြင်းဟုတ်လားမဟုတ်လားဆိုတာကိုစစ်ဆေးကြည့်ဖို့အတွက်ဂျင်ဝန်းရဲ့မော်စွမ်းအားဘယ်လောက်ရှိနေပြီလဲဆိုတာကိုစမ်းသပ်ကြည့်လိုက်ကြပါတယ်။ဒါပေမဲ့ပုံမှန်အိမ်ထဲမှာရှိနေတဲ့မော်စွမ်းအားထက်တောင်နေနေရမလို့ဒန်ညန်တွေကနေဘလို့သက်ရှင်ပြီးပြန်ထွက်လာလဲဆိုတာကိုပါတွေးရခတ်သွားကြပါတယ်။ဂျင်ဝန်းရဲ့မြင်ကွင်းတွေထဲမှာလည်း blue screen တွေပေါ်နေရမလို့ဘလို့တော့မလဲဆိုတာကိုဂိမ်းကစားနေကြဂျီနာစီကနေတင်လိုက်ပြီးစာရီထဲမှာလေ့ကျင့်ခန်းမလုပ်ရင်ပနတီထိနိုင်တယ်ဆိုပြီးရေးထားပေမဲ့နောက်နေတဲ့ထင်နဲ့ပဲလက်လက်စပယ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်တွင်မှာပဲရုံးကိုပြန်နေကြတဲ့ဂျင်ချူကဂျင်ဦးပြန်နှုတ်ထားလာတာမဟုတ်တဲ့အကြောင်းကိုထပ်ကိုတင်ပြနေရင်လှုပ်ဝက်ဆန်းချက်ဖြစ်ရတွေများသွားတဲ့ကိစ္စဖြစ်နေတာမလို့ပြန်စစ်ဆေးရမယ့်စင်းနဲ့ထည့်ထားဖို့ညွှန်ကြားနေပါတယ်။တစ်ဖက်မှာလည်း BRM မက်ဆင်တစ်ခုကိုဥဆောင်ပေးဖို့ဟင်းကိုကန်လန်းတာခံနေရပြီးကားလမ်းမတစ်ခုမှာဂိတ်တစ်ခုပေါ်လာတာမလို့ဂိတ်ဆိုင်ပြီးသွားလာကြဖို့နဲ့ဟန်တာတွေဖြစ်ရှင်းပြီးတာကိုဆောင်ပေးဖို့ကြီးနာချက်ကိုထုတ်ပြန်နေတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်စနစ်ကျော်သွားပြီးရောင်းလဲနေတဲ့နတ်စမတွေကဂျင်ဦးကိုမတွေ့လို့လိုက်ရှာနေကြပေမဲ့ရုတ်တရက်ကန်နာရဲရောက်သွားတဲ့ဂျင်ဦးက၄နာရီတီတီရှင်းတန်အောင်နေရမယ်ဆိုတဲ့ပန်နတီကိုတဲတန်လုပ်နေရပြီးဘလူးစကရင်ကမစ်စင်တွေကပေါ်သေးသေးမဟုတ်တာကိုသိလို့သွားပါတယ်။အဲဒါကြောင့်နောက်တရက်မှာတော့စာတက်သွားတဲ့ဂျင်ဦးလည်းလေ့ကျင့်ခန်းတွေကိုချိန်မှန်လေးလုပ်နေပြီး system ကိုလည်းတဖြည်းဖြည်းသဘောပေါက်လာနေပြီပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲပုံမှန်ရနေကြအသေးစားစုတွေလို့မဟုတ်ပဲ instant တန်ညံကိုဝင်လို့ရတယ်ဆိုတဲ့တော်တချောင်းကိုလည်းရလိုက်ပါတယ်။ဂျင်ဦးရဲ့အမေကဟန်တာရီစီကထုတ်လွှတ်နေတဲ့မန်နာနဲ့အချိန်ကြာကြီးထိတွေ့မိတဲ့ရှားပါးယောဂကိုခံစားနေရပြီးဟန်တာဖြစ်တဲ့ချိန်တွေကရိုးရိုးမော့စတာတွေကိုတော့တန်းနဲ့ရင်ပြီးဝင်ငွေရှာနေရတဲ့ဂျင်ဦးလည်းကံကြမ္မာလဲပြောင်းဖြစ်မကြုံမှုတာတွေကိုကြုံနေရတာမလို့အဲ့ဒီတော့ကိုစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျင်ဦးကမနိုင်ရင်ပြန်ပြေးလို့ရတယ်လို့တွေးထားလိုက်ပေမဲ့ပုံမှန်တန်ညံတွေနဲ့မတူပဲ boss ကိုမတတ်နိုင်မချင်းပြန်ထွက်လို့မရတာကြောင့်ရှေ့ဆက်သွားပြီးရင်ဆိုင်ကြည့်ဖို့ပဲလုပ်လိုက်ပါတယ်။ဒန်ညန်ရဲ့အထဲမှာတော့ဂျင်ဦးကတစ်ချိန်ကဂေါဘလင်တကောင်ကိုတောင်ရေးနိုင်ခဲ့ဘူးပေမဲ့အခုချိန်မှာတော့၃လောင်လုံးဝိုင်းတိုက်နေတာကိုတောင်ကိုရိုင်းတောင်မသိလိုက်ပဲကောင်းကောင်းရင်ဆိုင်နေပြီးဂေါဘလင်တကောင်ကိုပါတတ်လိုက်နိုင်တာမလို့ယုံကြည်ချက်တွေတေးတိုးလာနေတဲ့ဂျင်ဦးကကြံနေတဲ့နှစ်ကောင်ကိုပါရှင်းပြသွားနိုင်ခဲ့ပါတယ်။အဲဒီချိန်မှာပဲနောက်ထပ်မြေခွေးတစ်ကောင်ကနောက်ကနေတိုက်ခိုက်တာကိုလင်းစလိုခုခံလိုက်ရတာကြောင့်ဒါကတစားစီကျိုးသွားခဲ့ပါတယ်။အဲဒါကြောင့်လက်ကြီးတက်တက်ပြန်လဲတိုက်ခိုက်ကြည့်နေပေမဲ့လည်းထိရောက်မှုမရှိတာကြောင့်လက်နက်တစ်ခုရှိမှရမယ်လို့တွေးနေတဲ့အချိန် system inventory ထဲမှာဒါရှိနေတာကိုသတိရသွားပြီးချိန်မီလေးထုတ်သုံးနိုင်တာမလို့ဒါတက်တာရသွားခဲ့တာပဲဖြစ်ပါတယ်။ level တက်လာပါပြီဆိုတဲ့စာတန်းနဲ့အတူရထားတဲ့ဒဏ်ရာတွေပါပျောက်ကင်းကုန်တာမလို့ system ရဲ့လောလောပုံကိုပုံနာလဲလာခဲ့ပြီးခန္ဓာကိုယ်ကလည်းတိတိတတ်တာပေါ်ပါတန်မာလာတာကိုခန်းစားမိနေတဲ့အချိန်ခုနကတိုက်ပွဲကနေထွက်ပြေးသွားတဲ့မြေခွေးကပထွေးတွေခေါ်ပြီးပြန်လာတိုက်တာကိုသိလိုက်ရပါတယ်။အဲအကြောင်းချင်းဦးလည်းမျက်လဲပြသလိုမျက်စိတမိတ်တွေအကုန်ရှင်းပြလိုက်ပြီးဝူဆက်စင်ဆိုတဲ့တိုက်တယ်နဲ့အတူခြားပစ္စည်းတွေပါဝဲအပြင်ကိုပြန်ထွက်နိုင်တဲ့နေရာပြောက်ကြောက်တုံးကိုပါရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အပြင်ကိုပြန်မထွက်သေးပဲရှေ့ဆက်သွားဖို့ကိုပဲဆုံးဖြတ်လိုက်ပြီးဘောစီသွားတဲ့လမ်းတစ်လျှောက်ကမော်စတာတွေကိုရှင်းပြနေရင် level ကိုတဖြည်းဖြည်းတင်လာတာကြောင့်မလို့တစ်လျှောက်လုံးသုံးမျိုးနေတဲ့ဓာတ်ကလည်းအကွဲလာပြီပဲဖြစ်ပါတယ်။ရန်သူတွေရဲ့တန်မာပေါ်စင်းတစ်ခုချင်းကိုလည်းအယောင်တွေလိုက်ခွဲခြားမြင်နေရပြီဖြစ်ပြီးအာယုံခံနိုင်စွမ်းကလည်းမြင်လာတာမလို့မြေရွာရှိနေတဲ့အန်ရငွေသက်ကိုခံစားမိနေပြီးကြောက်နေပေမဲ့လည်းရဲဆုံပြီးဆင်းသွားခဲ့ပါတယ်။ကြောက်ရောက်ချင်းမှာပဲအင်ရှင်ရဲ့ညင်သားတဲ့အဲဝကျေပုံမှုနဲ့အတူတစ်ချောင်းလုံးလုံးလာခဲ့တဲ့ဓာတ်ကလည်းထပ်ပိုင်းကျိုးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဘောဆက်ခက်ခဲမှုကလေဂျန်တွေဆင်းနေရှိနေပြီးတကိုယ်လုံးကိုလည်းစတေးတန်ချက်ကာတွေနဲ့ဖုံးထားတာမလို့ငွေကြီးစားရဂျင်ဝမခံနိုင်တယ်လို့ဖြစ်နေပြီးတစ်ဖက်သက်စော့ကစားသလိုခံနေရတာကြောင့်ကိုကိုတန်မာလာပြီးထင်တဲ့လာခဲ့မိတာကိုလည်းနောင်နာရမိတယ်လို့တွေးတွေဝင်လာနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဘဝတစ်လျှောက်လုံးအားနည်းသူတွေလောင်မြောင်ခံခဲ့ရတဲ့ပြင်မိတ်ဆွေတွေကိုညီလိုနေတဲ့အချိန်မှာလည်းကိုညီပေးနိုင်ခဲ့တဲ့လူမဟုတ်ခဲ့လို့ကိုယူရှာမောင်းတီးမိနေပြီးဒီကိုလာခဲ့ရတာကလည်းအဲ့ဒီဘဝကိုပြန်မသွားတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ကြောက်တရားကိုခွန်အားဖြင့်လင်မှန်ပြောင်းလိုက်ပြီးစမ်းကောင်ပြန်လဲတိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။အဲအကြောင်းဘဝမှာတခါမှမကြုံဘူးခဲ့တဲ့ boss ကိုတယောက်တည်းရှင်းပြနိုင်တဲ့အထိတန်မာရဲ့ခြင်းကိုဖြစ်လာခဲ့ပြီးရလက်အနေနဲ့လည်းဗီနိုဆန်နဲ့လောက်ထားတဲ့ဓာတ်အပြင်မော်ဆဲရီတို့ကရရှိလိုက်ပြီးတန်ကြံကလည်းကင်းရှင်းသွားပြီဖြစ်ပါတယ်။ဘိုးလေးတွေကဝင်သွားတဲ့တန်ကြံကညဘက်ရောက်တဲ့အထိချိန်ကုန်သွားပြီးအပြင်မှာတန်ကြံ break ဖြစ်လို့ monster boss ကောင်ဝင်ရောက်တောင်းကျမ်းနေတာကိုလည်းခံစားမိသွားပါတယ်။မြို့ထဲမှာရရဟန်တာတွေဆိုပြီးကာကွယ်နေကြပေမဲ့တိုက်ခိုက်နေကြအဖွဲ့မဟုတ်လို့တွဲမညီဖြစ်နေကြပြီးအဲ့ဒါကိုမြင်နေခြင်းဦးကလည်းကိုညီပေးတဲ့အနေနဲ့ကာကွယ်ကိုခွဲပေးလိုက်တာမလို့ခက်ခက်ခဲခဲရင်ဆိုင်ရတဲ့ boss ကိုနိုင်ယူလို့ရသွားခဲ့ပါတယ်။
ရှင်ဦးကတော့သူ့လက်စားလက်နာကိုမရိမ့်မိသေးပဲအားနေတဲ့ချိန်မျိုးရှိခွဲပေးလိုက်နိုင်တာများလားလို့တွေးနေရင်နောက်တစ်ပိုင်းကိုတော့မနှက်ဖြန်မှာတင်ပေးသွားမှာပဲဖြစ်ပါတယ်။ Daily Quest ကိုပုံမှန်လုပ်နေတာကြောင့်မလို့ရှင်ဦးရဲ့ခန္ဓာကိုယ်ကပြောင်းလဲလာခဲ့ပြီးဆေးရုံကမိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကိုရလာတဲ့ပြူရန်ကြိုက်တဲ့ရှင်ဦးခံဖြစ်လာခဲ့တဲ့အပြင်နတ်စမလေးတွေရဲ့ဖုန်းနံပါတ်တောင်းတာကိုပါခံနေရတဲ့အထိစော်ကြည်တဲ့ဘဲလေးတယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။နက်ခင်းသတင်းထဲမှာတော့နိုင်ငံရဲ့9ယောက်ပဲရှိတဲ့တဲကအက်စရန်ဟန်တာဘဲကိုဖိတ်ခေါ်ထားပြီးဟန်တာမလုပ်ခင်ကနေထိုင်မှုပုံစံကိုမေးနေပါတယ်။အဲဒါကြောင့်အရင်ကမိသက်သမားလုပ်ခဲ့ဦးတဲ့ပဲလေကျင့်ခန်းကိုနေရာမပြတ်လုပ်တယ်လို့ဖြစ်နေရင်ဒီသတင်းကိုကြည့်နေတဲ့ချင်းသားတယောက်ကြောင်းတော့ကြတော့မှကိုသတိရသွားပါတယ်။တကားဝမှာတော့လေကျင့်ခန်းလုပ်ပြီးလို့ထွက်လာတဲ့ချင်းဦးကထီးမြူသွားတဲ့ချင်းသားကိုထပ်မဖြောက်ပေးဖို့ပြောလိုက်ရင်အတင်းထိုးထည့်ပေးနေပါတယ်။ရေမစင်တော့ကကြံခဲ့တဲ့အမတ်တွေကိုလည်း speed နဲ့ strength ဘယ်ထဲထည့်ရမလဲစဉ်းစားနေတဲ့အချိန်အိမ်လာပေးဖို့နောက်ကျနေပြီဆိုတဲ့အင်ရှင်ရဲ့ဖုန်းဝင်လာတာမလို့ပတ်စံရှာဖို့သူဝင်လို့ရမယ့် rate တွေကိုလိုက်ရှာနေရပြီပဲဖြစ်ပါတယ်။အဲဒီအချိန် message တစ်ခုပေါ်လာပြီးစီစန်တန်ညံတစ်ခုကိုဝင်ဖို့လူမပြေလို့ခေါ်နေတဲ့ဒုံစောတို့ကိုင်းနဲ့သွားချိုင်းလိုက်ပါတယ်။တန်းနဲ့တက္ကရီပဲစုထားလို့ဂျင်ဝူကဝန်တိုင်ပေးဖို့မလိုပဲတန်ညံကကြားလာတဲ့ပစ္စည်းတွေကိုပါခေါ်ဝေပေးမှမဟုတ်တဲ့အပြင်တန်ထဲမှာဖြစ်လာတဲ့ပြဿနာထွေတွေကိုလည်းတာဝန်ယူတဲ့အတွက်သဘောတူရင်စာချုပ်မှာလက်မှတ်ထိုးဝေဖို့ဒုံစောကပြောလိုက်ပါတယ်။ဂျင်ဝူကတော့ဒီလောက်နှစ်တည်ကြာကြီးဖွဲ့ရတဲ့ကိုက်ကဟီလန်မာရာကိုတန်တရားဖြစ်နေတဲ့အချိန်တောက်ပြောင်နေတဲ့ချက်ဝတ်တစားတွေနဲ့ဒီရန်စစ်ဟန်တာ risk လေးချင်းကအိမ်ဖြစ်ပေးမဲ့လူလိုပါလာပါတယ်။တန်ထဲမှာတော့မောက်ဝင်းနေတဲ့အတွက်မီလင်းကျောင်းနဲ့ဆက်ရှောင်းနေကြပြီးမွန်စတာကိုလည်းမတွေ့ရတာမလို့အရင်ကရောက်ခဲ့ဦးတဲ့ကာတင်နိုဖျားကျောင်းကိုဂျင်ဝူတယောက်သတိရသွားခဲ့ပါတယ်။တိတ်ဆိတ်နေလုံးနဲ့ပတ်ဝန်းကျင်ကိုမသင်္ကာတော့တဲ့အတွက်ဂျင်ဝူကတေချာအာယုံဆိုင်လိုက်ပြီးအကုန်လုံးကလည်းတင်းပြင်းထားတဲ့ချိန်အလင်းရှိရအောင်လာတတ်တဲ့ပြွက်နေတွေရဲ့လာနေတဲ့လန်ကအပေါ်မှာဖြစ်တယ်လို့ဂျင်ဝူကသတိပေးလိုက်ပါတယ်။အဲဒါကြောင့်တန်းဖြစ်တဲ့ဒုံစောကဘတ်စကာကောနဲ့သူ့ကိုတိုင်အောင်အကုန်လုံးခေါ်လိုက်ပြီးသူတို့တင်ဝက်ဘလောက်ကောင်းလဲဆိုတာကိုမြင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့ပြည့်နေတွေကသူတို့လက်ချက်ပြင်တခြားတတော်အားတွေရဲ့တိုက်ခိုက်ထားတာကိုမြင်လိုက်ရတာမလို့ဒီတန်ထဲမှာပူကျန်းတဲ့တခြားမျိုးနဲ့ဆိုရှိတာကိုသိသွားကြပြီးဂိတ်ကလည်းပိတ်မသွားသေးတာမလို့ဆက်လက်ရှာဖွေနေကြပါတယ်။ဂျင်ဝူကတော့တစ်ချိန်လုံးတန်တရားဝင်နေပြီးဘာမှမသိပဲပျော်နေတဲ့ risk လေးချင်းဟိုကိုလည်းတတိနဲ့နေဖို့ပြောပေးလိုက်ပါတယ်။ဒီလိုနဲ့ရှောင်းလာလိုက်တာအပြင်းကိုမြင်နေပြေးနေတဲ့လိုင်ကိုတစ်ခုကိုဖြတ်ပြီးမန်နာကြောက်တုံးပြည့်ရှိတဲ့နေရာကိုတွေ့လိုက်ကြရပါတယ်။ဒုံစောက9ယောက်သူခွဲဝေကြမယ်ပြောလိုက်တာကြောင့်ဥပဒေကြောင့်နားလဲတဲ့ချင်းဟိုကဂျင်ဝူစီကစာချုပ်ထဲမှာတိုက်ခိုက်တာမဟုတ်တဲ့ပစ္စည်းဆိုရယူပိုင်ဝင်ရှိလို့တူးယူရတဲ့မန်နာကြောက်တုံးတွေကိုဂျင်ဝူလည်းခွဲဝေရတဲ့နယ်လို့ complaint တက်လိုက်ပါတယ်။ဒါပေမဲ့ဒုံစောကတော့ပြုံးပြုံးကြီးပဲလက်ခံလိုက်ပြီးအရင်ဆုံးပေါ်ကပြဿနာကိုဖြေရှင်းကြဖို့ပြောလိုက်ပါတယ်။တကယ်လို့ boss ကိုတတ်လိုက်ရင်ဒဏ်ကပိတ်သွားမှာမလို့အရင်မတတ်ခင်မန်နာကြောက်တုံးတွေတူးယူဖို့အတွက်အပြင်မှာရှိတဲ့မြေတူးဆက်ကိုရင်သွားယူလိုက်မှာမလို့ဂျင်ဝူနဲ့ဂျင်ဟိုကိုဒီမှာပဲစောင့်နေပြီးနေခဲ့ဖို့ပြောလိုက်ပါတယ်။အဲ့နေတဲ့ပင်ကူကိုသွားတာမထင်ရင်နိုးမလာဘူးလို့သူ့ရွေးကြုံကိုဒုံစောကရှင်းပြလိုက်ပြီးထွက်သွားပေမဲ့ဂျင်ဝူကတော့ဒါကိုထောင်းချောင်းဖြစ်နေမှရိပ်မိနေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့်ပြုံးနေသတိသားဆိုတဲ့စကားအတိုင်းဝင်လာခဲ့တဲ့အပေါက်ကိုပိတ်ပြီးကိုဒုံစောကသူ့လူကိုပြောလိုက်ပါတယ်။ဒုံစောကပင်ကူကြီးစာဝါသားလို့ပြန်အိတ်လောက်တဲ့အချိန်မှာဝင်ကြည့်မယ်လို့ပြောလိုက်ပြီးတခြားဝင်ပေါက်လည်းရှိသေးရမလို့တကယ်လို့သာပင်ကူကြီးကမအိတ်သေးရင်သူတို့ကရှင်းပြလိုက်မှဖြစ်ပြီးမရတော့တဲ့မန်နာကြောက်တုံးတွေစားကိုလည်းဂျင်ဟိုရဲ့ပစ္စည်းတွေနဲ့ခဏတော့အေးဆေးတာရနေလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲစာကောက်ဖို့ဆင်းလာတဲ့ပင်ကူကြီးကိုသူဖြည့်ရှင်းပေးမှမလို့နောက်မှာပဲနေဖို့ကိုဂျင်ဝူကပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဝူကတော့စီဝက်မွန်စတာတစ်ကောင်ကိုနိုင်ရီကိုဘီရန်နဲ့ထဟန်တာတယောက်လိုအပ်တာမလို့အရင်ထွက်ပြေးကြဖို့ကိုပဲပြောလိုက်ပါတယ်။ဂျင်ဝူရဲ့စကားကြောင့်ဂျင်ဝူကတော့သူတန်မာလာမှန်နေပေမဲ့လည်းအရင်ကသူချခဲ့ဘူးတဲ့ကောင်တွေနဲ့ရှင်ရင်ဒီပင်ကူက level တနေရာမှာရှိနေတာမလို့အရင်လိုလာဆိုကြောက်နေရမှာဆိုတော့ညာလဲမသိစိတ်ကဒီကောင်ကြီးကိုပြင်းလို့ရနိုင်တယ်လို့ချက်ပေးနေတာကြောင့်ဂျင်ဝူရဲ့မဲလိုက်ခြင်းတဲ့ဗီဇတွေကစတင်ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲဟန်တာကရဲ့ဥက္ကဋ္ဌကိုတနေ့လုံးစည်းဝေးတွေနဲ့ပင်ပန်းလာတာမလို့စိတ်ပြလက်ပြောက်သူနဲ့လက်ရည်ဆံပွဲလေးတွေတင်ပြပေးဖို့ကိုဂျင်ချောကတောင်းဆိုလိုက်ပါတယ်။ကိုကဂျင်ချောရဲ့တိုက်ကွက်တွေကိုဒါလေးတုံးပြန်နေရင်လက်သေးချက်နဲ့လွတ်လာတဲ့ဂျင်ချောကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်ရုပ်ပိုင်းဆိုင်ရာတဲ့စိတ်ပိုင်းဆိုင်ရာတန်မာဖို့ကိုပိုလေးချင်းဖို့ပြောလိုက်ပြီးအဲ့ဒါမှတန်ညံတွေမှာရှင်းတန်နိုင်မယ်လို့တင် जा ပေးလိုက်ပါတယ်။ဂျင်ဝူတန်ညံထဲမှာလည်းပင်းကူကြီးကထိုးပေါင်းမြောက်အောင်မာကြောနေရမလို့အားနဲ့ချက်ကိုရှာဖွေနေတော့မှာပဲအီရန်ဟန်တာတရားမလုံးနိုင်တဲ့လှောက်ရှားပုံတွေကိုမြင်နေရတဲ့ဂျင်ဟိုကသူရင်ကကြားခဲ့ဘူးတဲ့ဒန်တွေထဲမှာပျော်တန်းတက်ဖြတ်ပျော်ပါတတ်တဲ့ဟန်တာတယောက်များလာလို့ဂျင်ဝူကိုထင်နေပါတယ်။ပင်းကူကြီးကမာနေရဲ့ပြင်အက်ဆစ်ကိုပါအသုံးပြုလာရမလို့တဖြည်းဖြည်းနဲ့တက်လုံကြလာတဲ့ဂျင်ဝူလည်းကြံတဲ့တက်လုံနဲ့အရှင်ကိုမြင့်ပြီးအားနဲ့ချက်နေရာကိုထပ်တိုက်ခိုက်နေပါတယ်။ဒါပေမဲ့ရုတ်တရက်တက်လုံကုန်သွားလို့ထူထောင်ခံရတော့မယ့်ချိန် Daily Quest ကယူဖို့ကြံနေတဲ့ Full Recovery ပလင်းကိုအမြန်သုံးလိုက်နိုင်လို့အားပြန်ပြေးသွားပြီးအစကနေပြန်တိုက်ရတယ်လို့ဖြစ်နေတာကြောင့်ပင်းကူကြီးကိုကောင်းကောင်းကြီးကင်မေးလိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဂျင်ဟိုကပင်းကူစီကကြာလာတဲ့စုတွေကိုယူနေတော့မှချေးပေါက်ပြန်နေတဲ့ဂျင်ဟိုလည်းနောက်ပိုင်းရေဝဲကြောက်လို့ကိုသူလှုပ်ပေးပါမယ်ဆိုပြီးမျက်နှာချိုသွေးနေပါတယ်။အဲဒီချိန်နေအောင်လုံးသေဝီတင်လို့ပြန်ရောက်လာခဲ့တဲ့ဒုံစောတို့ကပင်းကူကြီးတိန်နေတာကိုမြင်လိုက်ရတာကြောင့်ဂျင်ဟိုလိုဒီရန်လောက်ကတတ်နိုင်တာလားဆိုပြီးထင်နေကြပါတယ်။ထပ်ပြီးတော့ဒုံစောက risk လေးချင်းဟိုကိုဘေးနာကဂျင်ဝူကိုတက်ပြီးစုတွေကိုခွဲယူကြဖို့ကမ်းလှမ်းလိုက်ပြီးမဟုတ်ရင်တော့နေအောင်လုံးကိုဒီထဲမှာမြုပ်ဝေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဝူကကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပြီးဂျင်ဝူဘက်မှာရှိနေရကြောင်းမလို့သွေးဆန်နေတဲ့ဒုံစောတို့ဘက်ကအီးရန်ဖြစ်တဲ့ဂျင်ဝူကိုအရင်ပေးလိုက်ပါတယ်။
အဲဒီချိန်အာဂျမစ်ရှင်တစ်ခုကဂျင်ဝူစီမှာပေါ်လာပြီးအရှိကလူ6ယောက်လုံးကိုမရှင်းပြရင်ပြန်သေးရမယ်ဆိုတဲ့သတိပေးချက်တစ်ခုပေါ်လာပါတယ်။အဲဒါကြောင့်သူတစ်ချိန်လုံးမဲနေခဲ့တဲ့အားနေတဲ့သူကအမြဲစားခံရတဲ့မှတ်ညံကပြန်ပေါ်လာပြီးမိုးဆိုးကတားကောင်ဘောကိုပြန်ရောက်တာကိုကြုံဦးကြလာလို့ဂျင်ဝူကပြန်မေးလိုက်ပါတယ်။တောက်ဆရာကြီးတကောင်ကသူရှင်းပြလိုက်မယ်ဆိုတဲ့ထားနဲ့လေဘင်းလာဖမ်းနေတာကိုလည်းကျဲသွန်လေးလေးသူလိုလေးဝေးလိုက်ပြီးကြံတဲ့ကောင်တွေကစိတ်ဓာတ်နဲ့စိတ်ဝိနှပြေစီဝင်ချွေပေးနေပါတယ်။နောက်ဆုံးကြံခဲ့တဲ့ဒုံစောကတော့သူ့ရဲ့ကာဝါနဲ့ခုခံကြည့်ပေမဲ့လည်းမြေကြီးပေါ်ကိုဘာမှန်းတော့မသိပဲလဲကျသွားပြီး၃ချိန်တောင်ကိုတေးအောင်လောက်ခဲ့တဲ့ကောင်ကိုဘာကူမှမတတ်ပါနဲ့လို့တောင်းပန်လို့ရမလားလို့ဂျင်ဝူကမေးပြီးကုတ်ဖြောင်းပေးလိုက်ပါတယ်။အဲဒီနောက်ဒန်ညန်လည်းပြက်စီးသွားပြီးပြင်မာတော့ဒန်ညန်တွေကဖြစ်ပျက်တွေကိုစစ်မင်းနေတဲ့မမလေးကဘောစီလီဂျင်ဝူရဲ့နောက်ဆုံးပေါ်လက်နက်တွေကြောင့်ဒန်ညန်တွေကကိစ္စတွေအကုန်လုံးကိုဂျင်ဝူလောက်ခဲ့တဲ့ဆိုတဲ့အကြောင်းနဲ့ပိတ်သိမ်းပေးလိုက်ပါတယ်။ဂျင်ဝူကတော့ဂျင်နာကိုထိစက်ပေးလိုက်လို့တော်ပါသေးတယ်လို့ပြောလိုက်ရင်နောက်ပိုင်းကိုမနှက်ပြတ်မှတင်ပေးသွားမှာပဲဖြစ်ပါတယ်။ဒန်ညန်ကိုရှင်းပြီးလို့အိမ်ကိုပြန်ရောက်လာတဲ့ဂျင်ဝူကညီမလေးနဲ့တူစားဖို့ကြက်ကြော်နေပေးရတွေကိုဝယ်လာပြီးအိမ်ကားနဲ့စေးရုံစေးအတွက်ကိုလည်းပူစရာမလိုတော့ဘူးလို့ပြောနေခဲ့ပါတယ်။ဂျင်နာကတော့အရင်ကဂျင်ဝူအိမ်ကိုပြန်လာရင်ဒန်ယာတွေပြည့်နေမလို့ခုဝင်တဲ့ဒန်ညန်မွန်စတာတွေကလွယ်လိုလားလို့မေးကြည့်နေပြီးဒန်ညန်တွေကဖြစ်ပျက်တွေကိုပြန်သတိရသွားတဲ့ဂျင်ဝူကမွန်စတာကိုတော့မဟုတ်ပဲလူကိုတတ်မိတာတော့တွေးနေလွန်တဲ့အတွက်သူ့လောက်ရက်ကမှန်ကန်ရလားလို့သိချပြန်စဉ်းစားကြည့်နေပါတယ်။ဒါပေမဲ့ချိန်တွေကိုနောက်ပြန်ဆုပ်ပစ်ပြီးဒါမျိုးထပ်ကြုံရမယ်ဆိုရင်တော့မိသားစုအတွက်တန်မာဖို့အတွက်ရှင်သန်ဖို့အတွက်ဆိုရင်ဘာမှမဆိုအကုန်လုံးမိမှလို့တွေးမိနေတာပဲဖြစ်ပါတယ်။ဂျင်ဝူဘီယာကိုတောက်လိုက်တဲ့ချိန်မှာတော့ system ကနေတောက်ထားတဲ့ alcohol တွေကိုဖျောက်ပစ်လိုက်ပြီးအစိတ်တန်ခံနိုင်ပါတယ်ဆိုတဲ့သတိပေးစာတွေတက်လာနေရမလို့ဘာတိတ်ပဲလည်းသိရအောင်လို့အခန်းထဲဝင်ပြီးတေချာတက်ဆန်းတန်းကြည့်လိုက်ပါတယ်။စမ်းသပ်နေတဲ့အချိန်မှာပဲ notification ပေါက်တစ်ခုပေါ်လာပြီးမဖွင့်ကြည့်ရသေးတဲ့စာတွေထဲကနေ20တန်ချန်မှာတော့ရှင်သန်ခဲ့တဲ့အတွက်ရတဲ့စုဖြစ်အစိတ်ဓာတ်ကိုခံနိုင်တဲ့ effect ကိုပေးတယ်ဆိုတာကိုသိရှိလို့သွားခဲ့ပါတယ်။ကိုရီးယားအနာရုံးခန်းမှာတော့မနေ့ကဒန်ညန်ထဲကိုဝင်သွားတဲ့6ယောက်ထဲက D1 နဲ့ Event Hunter နှစ်ယောက်ပဲတက်ရှင်ကြံခဲ့တယ်လို့တင်ပြနေရကြောင်းတာမန်ဖြစ်စဉ်တစ်ခုကိုဒီ channel တော့ဝေးဝိုင်းမနေပဲလိုရင်းကိုပြောဖို့ချင်းချောကမေးလိုက်ပါတယ်။အဲဒါကြောင့်ဒန်ညန်ဘော့စ်ပါဝင်သေဆုံးသူ6ယောက်ထဲမှာအဆွမ်းဟန်တာဒုံဆိုးရက်ကိုဒုံစောပါသေဆုံးသွားတဲ့ထဲပါဝင်နေပြီးလွန်မြောက်လာတဲ့2ယောက်ထဲက1ယောက်ကလည်းကာတီယုံဘုရားကျောင်းကနေရှင်သန်ခဲ့တဲ့ဂျင်ဝူဖြစ်နေတယ်လို့သိလိုက်ရတဲ့ခါမှာတော့ဂျင်ကျော်လည်းတစ်ခုခုထူးဆန်းနေအောင်သိထားမိသွားပါရဲ့ကော်ဖီဆိုင်ထဲမှာတော့ဂျင်ဝူကသူ့တက်ကိုကယ်ပေးခဲ့လို့ကျေးဇူးတင်တဲ့အကြောင်းကိုပြောလိုက်ပြီးသူနဲ့သူတိုက်ခိုက်ရေးခွဲထောင်ကြမလားလို့ပြောနေတဲ့စကားမဆုံးခင်မှာပဲ risk တွေပြောတဲ့ကစားပွဲမှာမပါရင်ဘူးလို့ဂျင်ဝူကချက်ချင်းပဲညင်းလိုက်ပါတယ်အဲဒါကြောင့်သူကမ်းရတဲ့အကြောင်းကိုသေချာရှင်းပြမှာမလို့ခဏလောက်တော့ချိန်ပေးဖို့ကိုနူးညွတ်တောင်းဆိုလိုက်ပါတယ်ဂိုင်းကိုထောင်းနေတာကဂျင်ဟိုဘေရဲ့စိတ်ကူးဖြစ်ပြီးစောက်လို့ကျမ်းမာရေးနဲ့လက်ဆွဲဘယ်ကန်နာမှာပဲဖြစ်ဖြစ်ဒန်ညန်ကရတဲ့ပစ္စည်းတွေမရှိမဖြစ်သုံးပြဖို့လိုအပ်တာကြောင့်ကိုရီးယားဟန်တာဖွဲ့စည်းရတဲ့ဂိတ်တွေကိုလေးလံတင်ပြီးဝင်ခွင့်ကိုထိန်းချုပ်ထားတယ်လို့ရှင်းပြနေပါတယ်။ဒါပေမဲ့နိုင်ငံရဲ့အကြီးဆုံးစီးပွားရေးကိုင်ကြီး၅ခုကဒန်ညန်တွေကပစ္စည်းတွေကိုထိန်းချုပ်ပြီးအမျက်တင်ရောင်းချနေတာမလို့လက်ပိုက်ကြည့်မနေနိုင်တော့တဲ့အကြောင်းကိုထပ်ပြီးပြောပြနေပါတယ်။အဲဒီနောက်အနားယူထားတဲ့အဆွမ်းဟန်တာပြောင်းကူကိုလည်းမာစတာဘစ်ဦးဆောင်ပေးဖို့ကမ်းလှမ်းထားပြီးဂျင်ဟိုရဲ့ကိုကဒုတိယခေါင်းဆောင်အနေနဲ့ဦးဆောင်မှာမလို့သူကဘလောက်ထိတော်တဲ့သားဖြစ်လဲဆိုတာကိုတတ်သိပြဖို့အတွက်ဂိုင်းမာစတာနေရာကိုဂျင်ဟိုနဲ့သူလက်တွဲပြီးလိုချင်နေရလို့သူ့သဘောထားကိုပြောပြနေပါတယ်။အဲအပြင်ဂိုင်းကဟန်တာတွေကိုလည်းမငြင်းလောက်မဲ့လားစာမျိုးကိုပေးထားမဲ့အပြင်ဂျင်ဟိုရဲ့လုံးနိုင်စွမ်းတွေကိုသိငယ်ဂျင်ဟိုကလိုအပ်ချက်မှန်သမျှကိုလည်းအစိုးရကိုမသိအောင်ဖုံးပေးထားမှာဖြစ်ပြီးဒန်ညန်19ကိုဝင်ပေးခဲ့ရင်လည်း300ဘီလီယံပေးမယ်လို့ရဲရောကမ်းလှမ်းလိုက်ပါတယ်။ဂျင်ဟိုကတော့ကမ်းလှမ်းချက်ကမမောစရာဖြစ်နေပေမဲ့လည်းခုလက်ရှိချိန်နေနဲ့ဆိုပတ်စံကရေးမကြီးပဲသူတယောက်တည်းလည်း level တင်ပြီးအဆွာတန်းမြင့်အောင်လုပ်ကြည့်နိုင်နေတဲ့အပြင်မသိရလို့နဲ့ပေါင်မီထမ်းဝင်တာကသူ့အတွက်အန်နယ်များတာမလို့ကမ်းလှမ်းချက်ကိုထပ်ပြီးညှင်းပယ်လိုက်ပါတယ်။အဲဒီချိန်မှာပဲနိုင်ငံခြားကိုရောက်နေတဲ့ဒုံစိုးစီကိုသူ့ကိုဒုံစောဒန်ညန်ထဲမှာတက်ခံရရတယ်ဆိုတဲ့သတင်းကြောင့်ဒေါ်လာထွက်လို့သွားပါတယ်။ဒန်ညန်တွေကနေလုံလောက်သွားတဲ့လူက2ယောက်ဆိုတာကိုသိသွားပြီးချက်ချင်းပဲပြန်လာစားချင်ခြင်းပဲမဲ့ဒီဘက်ကကားရဲ့ချင်းစင်းတွေကလည်းပြည့်နေအောင်လို့ဒီကမစ်စင်တွေကုန်ပြီးသွားတဲ့အချိန်မသေးသေးဘူးကိုပဲဆူတောင်းထားလို့ကြုံဝမ်းနေပါတယ်။နောက်တစ်ရက်မှာတော့ဂျင်ဝူကပုံမှန်လုံးနေကြလဲကျင်ကန်းတွေကိုဂျင်နာနဲ့သူလုံးနေရင်ပုံမှန်မဟုတ်တဲ့ system ရဲ့နံပါတ်တွေကိုသတိထားမိသွားပါတယ်။အဲအကြောင်းလုံးနေကြ training တွေကိုနှစ်စားတက်တိုးပြီးလုံးကြည့်လိုက်ပြီးအမှတ်တွေက200ရောက်မှထပ်မတက်တော့ပဲ daily course ကနေ secret course ဖြစ်ပြောင်းသွားတာကိုတွေ့လိုက်ရပါတယ်။ balance ဖြစ် demon caster ကိုဝယ်လို့ရတဲ့တော့ကိုရရှိသွားပြီးရဲလိုက်ထဲမှာယောဂအလုံးကိုကုသပေးနိုင်တဲ့အသက်ရှည်စေရနိုင်တယ်လို့ပါလာတာကြောင့်မလို့စိတ်ုံတက်နေရတဲ့မဲကိုကူလို့ရနိုင်မယ်ဆိုရင်အများကြီးစဉ်းစားနေမှာမဟုတ်ပဲဂိမ်းပေါက်ကိုဝင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဂိတ်ကရင်ဝင်ငယ်ဘိုးရဲ့ပုံစံနေနဲ့မတူပဲခေါ်ထွက်နေပြီးအထဲမှာလည်းမငြိမ်နဲ့တောက်လောင်နေတဲ့မီးတောက်တွေကရှိလို့နေပါတယ်။ဂျင်ဝူကသေပါကြောက်ရမယ်အမေရက်ဘာမဆိုရင်ဆိုင်မဲ့သားဖြစ်နေရကြောင်းအဲဒီစိတ်တစ်ခုနဲ့ရှေ့ဆက်သွားနေရင်ရှေ့ကစောင်းကြုံနေတဲ့ငယ်ခွေးကြီး Severus ကရဲလိုက်ကိုကြွကြော်လာမဲ့ရန်သူတွေကို share ပေးမိဖို့တင်းဆောင်နေရပဲဖြစ်ပါရဲ့။ဂျင်ဝူကစမချင်းမှာပဲရှိသမျှစကေးတွေကုန်ထော်သုံးပြီးတိုက်ခိုက်နေပေမဲ့ဒူးရဲ့ကြီးမားရဲ့ငယ်ခွေးကြီးကိုတိုက်ခိုက်နေရတာကစင်ကိုပြက်စိတ်ကိုက်နေလို့ပဲဒဏ်မိတ်မထိဘူးဖြစ်နေပါရဲ့။အဲဒီချိန်မှာပဲစာရက်ကြီးရဲ့ surprise မမပါပါတိုက်ခိုက်မှုတစ်ခုကဂျင်ဝူရဲ့လက်တစ်ဖက်ကိုရှမ်းတော့ကိုလိုက်ရွားစေခဲ့ပြီးလက်ကျန်သွေးပမာဏကလည်းသေးစစ်တာကြာဆင်းလို့သွားပါတယ်။ထပ်ပြီးတော့စာရက်ကြီးရဲ့3မိနစ်တွင်ရှိသမျှဘက်လက်တီတွေကုန်နှစ်ဆတက်သွားတယ်ဆိုတဲ့သတိပေးစာနဲ့အတူလွန်လည်မြန်တဲ့တိုက်ခိုက်မှုတွေကလည်းပတ်ပေါင်းစုံကနေဝင်လာနေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့်ခြေလင်မန်တော့လို့ပြန်လဲတော့မှချင်းစာရက်စ်ကနောက်ကနေလက်ချောင်းတိုက်ခိုက်လိုက်တာကြောင့်ကြောက်တုံးတဲ့လူကတနေရာစီကိုလွတ်သွားပြီးထပ်ပြီးမဲ့ကြံကလည်းပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ထပ်ပြီးလို့များတော့အကြောင်းစေဗလင်းတွေကိုမြန်ဝယ်သုံးပြီးသွေးဖြစ်နေရတဲ့ချိန်မနက်ကသူရလိုက်တဲ့အထက်ကအစိတ်တံကိုခံနိုင်တဲ့ buff တစ်ခုရှိတာကိုသတိရသွားပါတယ်။
အဲဒါကြောင့် instant နဲ့ကနေရလာတဲ့စိတ်ကိုပါထားတော့ပြီးတိုက်ခိုက်မယ်လို့ကြံနေရဲ့ချိန်နောက်ကထိုင်ရောက်လာတဲ့စားဘရက်ကသူ့ကိုမြင်ပြီးလမ်းဟပ်လိုက်တော့မှပဲ3မိနစ်ပြည့်သွားလို့ဖတ်ပြောက်သွားတဲ့အတွက်အစိတ်ဓာတ်ကိုခံစားသွားရပါတယ်ဂျင်ဝဲလေမြန်တဲ့တိုက်ခိုက်ချက်တွေကအထင်သာသွားတဲ့စားဘရက်တဲ့အာယုံနောက်စေတဲ့ဆိုပေမဲ့ခွန်အားကိုသွားရှင်မိရဲ့အခါမှာတော့မလုံးသင့်ဘူးဆိုတာကိုစားဘရက်ပါဇက်တဲ့ခန္ဓာကိုယ်တဝက်လောက်ဝင်သွားမှသဘောပေါက်သွားပါတယ်ဒါပေမဲ့တကူလုံးရဲ့နုနယ်ဆုံးဖြစ်တဲ့မျက်လုံးကိုမှဓာတ်နဲ့တွေ့ဆက်ထိုးနေလိုက်တာကြောင့်မလို့ငရဲခွေးကနေရိုးခွေးဖြစ်တဲ့ဘဝကိုကူးပြောင်းသွားပါတယ်နိုင်အောင်ရတဲ့ဂျင်ဝကတော့မစင်းအောင်သွားပြီးရလာတဲ့တန်ရာတွေကုန်ပျောက်သွားတဲ့အပြင်အနောက်ကရဲတိုက်ကိုဝင်လို့ရတဲ့တော့နဲ့တူတက်ချစ်စေးကိုခေါ်လို့ရမယ်ညွှန်းကိုပါရရှိသွားပါတယ်ညွှန်းရပစ္စည်းတွေကရဲလိုက်ထဲမှာပဲရှိနေရမလို့အခုချိန်ဝင်စီစဉ်တို့ကိုကြည့်ရတော့မှာမဟုတ်ပဲသူလည်းပဲထပ်တင်ပြီးမှပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျင်ဝဲရဲလိုက်ကိုဒီ level နဲ့ဝင်လို့ဖြစ်နိုင်တဲ့အကြောင်းမလို့အခုချိန်မှာကျန်းတော်နေအောင်ရင်လို့ဖို့အတွက်ဂျင်ဝဲရဲ့ကန်လက်ချက်ကိုရင်လက်ခံလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ချွန်းချက်တစ်ခုတော့ရှိမှဖြစ်ပြီးဒန်ဂျန်တွေကိုသူတို့နှစ်ယောက်ပဲဝင်ကြမှာဖြစ်လို့လိုအပ်တယ်လို့6ယောက်ကိုတော့အဆင်ပြေတယ်လို့ဖြေပေးရမယ်လို့ပြောလိုက်တဲ့အတွက်နှစ်ယောက်တည်းဝင်တာဖင်ရသလိုများဖြစ်နေမလားလို့ဂျင်ဝဲကမေးလိုက်ပါတယ်ယောင်နာမြုံနာကတော့သူ့ပိုင်းမဟုတ်တဲ့အတွက်ဒန်ဂျန်19ခုလုံးကိုဘာပြဿနာစားမှမရှိပဲလောက်ပြနိုင်မယ်ဆိုရင်ဖေရဲ့ယုံကြည်မှုကိုရနိုင်မယ်မလားလို့ပြန်ပြီးတော်ပြီးချွေပေးလိုက်ပါတယ်အဲစကားနဲ့ feed တက်သွားတဲ့ risk လေးကဂိမ်းတဲ့လူတွေစီစဉ်ပြီးဆက်သွယ်လိုက်ပါမလို့စောင့်နေပေးဖို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဂျင်အိုဖေရဲ့ agent တယောက်ကလေ့ကျင့်ကွင်းထဲထိလာပြီးဟေးရင်ကိုဂိုင်းမစတာဖြစ်လုပ်ပေးနိုင်မလားလို့ကန့်လန့်နေပါတယ်ဒါပေမဲ့ဟေးရင်ကသူ့ရဲ့ဂိုင်းမစတာကျုံရင်ကိုဒီလိုမျိုးကန့်လန့်မှုတွေရှိရဆိုတဲ့အကြောင်းနဲ့နေရာမှာညင်ခဲ့ပါတယ်လို့တခါတည်းတင်ပြလိုက်ပါတယ်အဲဒီနောက်သူဝင်လာတော့ကကြားပြူကရဲ့ဂိုင်းမစတာဘဲကိုတွေးခဲ့ရတာမလို့ဘာတွေပြောခဲ့လဲဆိုတာသူသိလို့ရမလားလို့မေးကြည့်လိုက်ပါတယ်လွန်ခဲ့တဲ့10နှစ်လောက်ကပြဿစိတ်ညီတွေကိုကြာရှုံးခဲ့တဲ့ဂျေဂျီကျွန်းစစ်စင်ရေးကိုနောက်တစ်ခါပြန်တိုက်ခိုက်မှဖြစ်လို့အသင်းပြင်ဆင်ထားဖို့အတွက်တွေးဆောင်ကြတာဖြစ်ပြီးကြာရှုံးသွားတဲ့ဟန်တာတွေရဲ့မြင်ကွင်းကိုလည်းဘဲကတရားမှမေးမရနိုင်ဖြစ်နေပါတယ်ဂျင်ဝူကတော့မနေ့ကလိုလေ့ကျင့်ခန်းကိုပို့လို့ရင်နောက်ထပ်ပိုကောင်းလာလိမ့်မယ်ရမလားဆိုပြီးလှုပ်ကြည့်နေမိမယ်စူတောင်းမှရမယ်ဆိုပြီး system အထီလက်မှတ်ကြီးပဲချပေးလိုက်ပါတယ်ထပ်ပြီးတော့လေ level တက်ဖို့နေနေလို့ဒန်တွေကိုဝင်ဖုတ်ချင်နေပြီဆိုပေမဲ့ဂျင်ဟိုးစီကစာမနာသတင်းမကြားဖြစ်နေလို့တိုင်ပတ်နေတော့မှဒီ rank gate တစ်ခုကို invite လုပ်တဲ့ message ဝင်လာလို့ထိုင်နေလည်းမထူးတဲ့တူသွားဖို့ကိုပဲဆုံးဖြတ်လိုက်ပါတယ်ကာဒီယံဖျားเจ้าကနေလွတ်လာခဲ့တဲ့ဟန်တာတွေဖြစ်တဲ့မစ္စတာဆုံနဲ့ဂျိုဝီတို့ကလည်းစိတ်တန်ရာကြီးကြီးရခဲ့ကြပေမဲ့စာဝတ်နေရေးကတကြောင်ကိုချဲလဲပြန်လုပ်ဖို့ဆုံးဖြတ်ထားတာတကြောင်မလို့ဒန်ညံတွေကိုပြန်ဝင်ပြီးဒီဖြစ်ပျက်တွေကိုကြော်လွန်ဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်ဂိမ်းရှိမှာတော့ဂျင်ဝူရဲ့ပြောင်းလဲသွားတဲ့ body နဲ့ပြန်ကောင်းသွားတဲ့ခြေထောက်တွေကြောင့်အန်အောင်ဝမ်းသာနေကြပေမဲ့သူ့ကိုဒန်ညံထဲမှာထားခဲ့ပြီးထွက်သွားခဲ့ကြတဲ့အတွက်လည်းမျက်နှာပူနေကြပါတယ်အဲ့ချိန်ကားလေးရောက်လာပြီးကားပေါ်ကနေကျင်းသားဝတ်ဆောင်တဲ့လူ3ယောက်ပြင်သူတို့ကိုထိမ့်မှုအတွက်ဘေရန်ဟန်တာတေးရှစ်ကဂိတ်ကိုသူပူးပေါင်းမယ်လို့မမလေးကပြောလိုက်ပါတယ်ဟန်တာတွေကိုမလုံလောက်လို့ရာဇဝတ်သားတွေကိုထည့်ပေးလိုက်ရတယ်ဆိုပေမဲ့သူတို့ပြစ်ဒဏ်ကိုလျှော့ချဖို့အတွက်တခြားအန်နယ်များတာကိုလုံးဝမဟုတ်လို့စိတ်ပူနေဖို့မလိုချောင်းကိုလည်းထပ်ရှင်းပြနေပါတယ်ဒါပေမဲ့ဂျင်ဦးကဂျိုအေးတစ်ခုခုပြစ်မှာစိုးရိမ်နေတဲ့အတွက်နေခဲကိုပြောလိုက်ပေမဲ့လည်းလက်ပြလေးလိုနားမှာဝဲကျင်တယ်ဆိုပြီးညင်းလိုက်ပါတယ်ဒီလိုနဲ့ဂိတ်ကိုဥဆောင်ပေးဖို့အတွက်လူမရှိသေးတာကြောင့်မလို့ဒီတစ်ခါတော့ခေါင်းဆောင်လုပ်ဖို့ခဲ့တဲ့မစ္စတာဆုံကပဲသူထပ်ပြီးဥဆောင်ပေးလို့ရအောင်လားဆိုပြီးတောင်းဆိုလိုက်ပါတယ်ကိုရဲမှာတော့မွန်စားတွေနဲ့တိုက်ခတ်နေရတာခုချိန်ကြီးဒဏ်ရာများသေးတဲ့ဂျင်ဦးတယောက်အရင်ကတည်းကပိုတန်မှလာတာကိုသတိထားမိလိုက်ကြပါတယ်အဲ့လိုနဲ့တနေရာရောက်မှာတော့သုံးပေါက်ကွဲနေတဲ့ကိုကြီးကိုမြင်လိုက်ရတာကြောင့်ခွဲပြီးသားကြဖို့နဲ့ဘော့စ်ကိုဘယ်ခွဲရတွေ့အကြောင်းကြဖို့တေးရှိကမှားနေပါတယ်အာယုံခံနိုင်စွမ်းကောင်းလာတဲ့ဂျင်ဦးကတော့ဘော့ကြီးရဲ့နေရာကိုသိနေရကြောင်းမလို့ဘယ်ဘက်ဆုံးကလိုင်ကိုရွေးချယ်ဖို့မစ္စတာဆုံကိုကြံပေးလိုက်ပြီးကြံတဲ့ဘွဲတွေကလည်းကိုသွားမဲ့ကိုရွေးလိုက်ကြပါတယ်ကိုရဲအုံဝင်ခင်မှာတော့ကြာကြီးနဲ့ကြီးနေတဲ့တေးရှိကိုဂျင်ဦးကတွေးလိုက်ရပြီးမျက်လုံးချင်းတော့မစုံရဲလောက်အောင်ထိမလုံးမလဲပြင်းနေတဲ့ကင်နဲ့ဂျင်ဦးတို့ကလည်းဂျင်ဦးပေါ်လောက်ခဲ့မိတဲ့အပြစ်တွေအတွက်ဒီတစ်ခါမင်ရှင်ပြီးရင်အောင်လားလုပ်ကြည့်ဖို့နဲ့အာဇာနေပေးလောက်ပါမလားလို့စိုးရိမ်နေကြပါတယ်ဒီလိုနဲ့ဆက်သွားနေဘူတွေကတစ်ခုနဲ့တစ်ခုဆက်နေတာကြောင့်မလို့တေးရှိတို့ရှိရာဘူဘက်ကိုရောက်သွားကြပေမဲ့ကျင်းသားတွေကိုတပ်ဖြတ်နေတဲ့တေးရှိကြောင့်နားမလည်နိုင်တဲ့ခြေနေကိုဖြစ်သွားကြပါတယ်တကယ်တော့ဒီကျင်းသားတွေကမင်္ဂလေးတယောက်ကိုရဲဆက်တပ်ဖြတ်ခဲ့တဲ့သူတွေဖြစ်နေပေမဲ့ဟန်တာလက်မှတ်ရှိနေရကြောင်းမလို့ပြည်တဲ့ကိုရှော့ရှော့ပေါ်ချမှတ်ပေးလိုက်ပြီးပြန်အောင်လွတ်လာတော့မှာပဲဖြစ်ပါတယ်အဲဒါကြောင့်ဖေဖြစ်သူကရှိသမျှကိုပုံပေးပြီးသူတို့ကိုတပ်ပေးဖို့အတွက်တေးရှိကိုတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ဂျင်ဝူတို့ဘက်ကလည်းဘောရှိရာနေရာကိုသွားနေတဲ့အချိန်ကြောက်စရာကောင်းတဲ့အော်လန်ကိုကြားလိုက်ရတာကြောင့်မလို့တန်လာရာဘက်ကိုလိုက်သွားခဲ့ကြပါတယ်အဲဒီနေရာမှာတော့သေဆုံးနေတဲ့ကျင်းသားတွေကိုတွေးလိုက်ရတဲ့အပြင်ဒဏ်ရာပြင်းထန်တဲ့လဲနေတဲ့ကင်နဲ့ဂျန်ဟိုတို့ကိုပါမြင်လိုက်ကြရပါတယ်အဲဒါကြောင့်ချိန်မီစေကူတာပေးနေပေမဲ့လည်းပြင်းထန်ရလာတဲ့ဒဏ်ရာတွေကြောင့်ဂျင်ဝူပေါ်လောက်ခဲ့မိတဲ့ပြစ်တွေကိုနူးညွတ်တောင်းပန်နေသေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်အားလုံးလည်းဝန်ထမ်းနေကြတဲ့ချိန်မောင်ထဲကနေလက်စည်းလိုဝင်လာနေတဲ့ဓာတ်တစ်ချောင်းကြောင့်ဂျင်ဦးကချိန်မီလေးထားပေးလိုက်ရပြီးဒီဖြစ်ပျက်တွေရဲ့တရားခံကတေးရှိဆိုတာကိုသိလိုက်ကြရပါတယ်။ခေါင်းဆောင်ဖြစ်တဲ့မစ္စတာဆုံကတော့သူတာဝန်ယူဖြည့်ရှင်းလိုက်မှာမလို့သူ့ကိုကာကွယ်မော်သုံးပေးဖို့ကိုဂျိုအီစီကနေတောင်းဆိုလိုက်ပါတယ်။ဘာတွေကြားတွင်တိုက်ခိုက်နေရသွားတဲ့ဒဏ်ရာတွေကိုပြန်ကူတာပေးနေရတဲ့ဂျိုအီကဆက်လက်ပြီးတော့ဟီးပေးဖို့အတွက်မန်နာမလောက်တော့တာကြောင့်ကာကွယ်မဲ့သွားလို့ပြင်းခံရတော့မယ့်ချိန်ပရိုက်တာကယ်တင်ရှင်လေးဂျင်ဦးကဝင်ကူညီပေးလိုက်လို့သာကြော်သူစီဘိုးကင်မတင်လိုက်ရတာပဲဖြစ်ပါတယ်။တေးရှိကသူ့ဝါသနာရဟန်တာဖွဲ့စည်းရဲ့ကာဘာကိုယူပြီးဒန်ဂျန်တွေထဲမှာလူတွေကိုတပ်ပြတ်နေတယ်မကောင်းဆိုးဝါးတကောင်ဆိုတာကိုသိလိုက်ရပြီးဂျင်ဦးနဲ့အပြိုင်ဘသူနိုင်တီးနေကြပါတယ်။ဒေသနယ်ရဲ့တေးရှိရဲ့ငွေသက်တွေကြောင့်လူသက်ကျင်တဲ့စိတ်ပြန်လိုးကြလာတဲ့ဂျင်ဦးကိုစစ်စတန်ကနေဘေးလောက်အောင်လဲပေးပြီးရှေ့ကရန်သူကိုတတ်ဖို့ဂွေတက်အောင်ကာလို့ရမယ်မစ်ရှင်တစ်ခုပေးလိုက်ပါတယ်။ဒါပေမဲ့တေးရှိကတော့တူတူဝါလောက်တိုင်းကစားနေပြီးသူ့ကိုမြင်သွားတဲ့လူတိုင်းကိုလည်းငယ်ပြီကိုခါမဲ့ပို့ပေးနေတာပဲဖြစ်ပါတယ်။အမြင်ရတဲ့တိုက်ခိုက်မှုတွေကိုစွမ်းကုန်ခိုးကန်နေတဲ့ဂျင်ဦးဆိုတဲ့ကောင်ကလည်းအာချာပင်တယောက်မဟုတ်လို့သူ့ရဲ့ဗိုင်းမျိုးကိုဖွင့်ဆုံးလိုက်ပြီးတေးရှိရဲ့တဲလေးကိုတင်းတင်းခွဲပေးလိုက်ပါတယ်။
ဖေရှိရဲ့နောက်ဆုံးတော့မှာတော့လင်းကိုရှာဖွေနေရင်မောင်နှဆိုးရဲ့စားသုံးခြင်းကိုမခံရအောင်ဂူးဆိုင်ဖို့တတိပေးပြီးတတ်ထွက်သွားပါတယ်။အဲဒီနောက်စမ်းကြီးရန်လို့ခြင်းနေတဲ့ကိုပြောက်စကေးကိုရရှိသွားပြီးဘော့စ်ကိုကေးဖို့အတွက်တယောက်တည်းထွက်သွားပါတယ်။ဒန်နီယယ်ရဲ့ပြင်ပမှာလည်းသူ့လက်ထောက်ကလူတွေကိုတတ်နေရမသိတဲ့အတွက်ကိုယ့်ကိုယ်ကိုအပြစ်တင်လိုက်ပါတယ်။ဒါပေမဲ့တေးရှိသေးသွားတာလူလက်ချက်လည်းသိဖို့လိုတာကြောင့်မလို့ဂျင်ဝူတော့လက်တွေထင်နေပေမဲ့မစ္စတာဆုံးနဲ့ဂျိုဝီကသူတို့လှုပ်လိုက်တာလို့ကာပြောပေးနေတာကြောင့်မလို့မယုံပေမဲ့လည်းလက်ခံပေးလိုက်ပါတယ်။ဂျိုဝီခြေခေါက်ဝင်တဲ့တန်ညံကသူ့ကိုယ်သူစမ်းသပ်တဲ့ဆောင်းဝက်ဖြစ်နေအောင်လို့စွမ်းကုန်ကြိုးစားခဲ့ပေမဲ့လည်းအရင်လိုပဲအားနေတဲ့ဂျိုဝီပြန်ဖြစ်နေခဲ့တဲ့အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ဟန်တာလောက်ကနေနားရီကိုဆုံးဖြတ်လိုက်ပြီလို့ပြောလိုက်ပြီးဝမ်းနဲ့စွာထွက်သွားခဲ့ပါတယ်။အဲဒီနောက်ကိုပြစ်သူသေဆုံးသွားတဲ့အတွက်လက်စားကြီးကိုဒုံစုကရေဆုံးမိုးဆုံးလိုက်ရှာနေတဲ့အကြောင်းကိုဂျင်ချောကထပ်သတိပေးလိုက်တာကြောင့်မလို့ပြဿနာကိုထပ်ပြေးမနေပဲထိတ်တိုက်ရင်ဆိုင်ဖို့ကိုပဲဂျင်ဦးကဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ရက်မှာတော့ Rich Kid လေးချင်းကသူ့ရဲ့ Special Owner ကျိုးကအရသမားကလေးတစ်တိုက်ကိုဂိတ်တစ်ခုလိုက်ရင်3 million MS ဆိုတဲ့ကိစ္စနဲ့ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ရင်းနဲ့မှကိုကိစ္စတွေကိုပြင်ကိုပေါက်ကြားသွားလို့မဖြစ်တဲ့အတွက်ပေါက်ကြားအောင်လုပ်မိခဲ့တဲ့သူကိုလည်းစာချုပ်တန်ကြီးရဲ့ဆယ်စားပေးရအောင်မယ်လို့ရှင်းပြလိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့ Main Italy Skin တစ်ကြီးကိုထုတ်ကြွားလိုက်ပေမဲ့ဝတ်ဆောင်ကလဲလုံးလာကြောင်းမလို့ Monster ကိုဘူးဖို့နေနေတတ်တာ Monster ကပြန်ဘူးတာခံရလိုက်မယ်လို့ဂျင်ဦးကပြပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဂျင်ဦးက Rubber ဖြစ်နေတဲ့အတွက်အုတ်ထုတ်လေးတော့စောင်းခဲပြားစီလို့ခွင်တောင်းနေရကြောင်းမလို့ Rubber ကြီးစိတ်ချမ်းသာအောင်ခွေးယူပေးလိုက်ပါတယ်။ပြင်မာကြံခဲ့တဲ့ဆရာကြီးတွေကတော့ဒီလိုလည်းပဲငကောင်ဘာသာဦးထားနေရလဲလို့တင်းတုံနေရပြီးတန်ညံကိုဝင်သွားတာတနားရီလောက်ကြာမှာတော့ပြင်ကိုပြေးထွက်လာတဲ့ဂျင်ကိုတွေ့လိုက်ရတဲ့အတွက်ထုံးစံတိုင်းပဲထွက်ပြေးလာကြရတယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့ဂိတ်ကတပေးပေးပိတ်သွားမှာလို့ထူးဆန်းဖြစ်နေတဲ့မျက်နှာပေးနဲ့အတူဒင်းနဲငကောင်မိတော့မိဖို့ဘော့စကေးလိုက်ကြလည်းမသိဖြစ်ကုန်ကြရပါတယ်။ဒီလိုနဲ့တရားပြီးတရားဂိတ်တွေကိုတောက်ချောက်ဝင်နေပြီးတောက်တုံမဲ့ရတဲ့ထေးသားလေးဂျင်ကဒန်ညံတွေကကြောက်တူထမ်းသမားလုံးကိုလုံနေပြီးလုံသမားလေးဂျင်ကတော့တက်လာတဲ့ level တွေတဲကနေတက်ရလာတဲ့ scale တွေကိုစမ်းသပ်သုံးပြကြည့်နေပါတယ်။အဲ့ချိန်စစ်စံကနေလိုအပ်နေတဲ့ level ကိုရောက်သွားပြီလို့ mission တစ်ခုရှေ့မှာပေါ်လာနေတဲ့အချိန်ကြားပြုတ်ကရဲ့ရုံငန်းတွေကနေစီရန်ဂိတ်တွေပေါ်လာတိုင်းမတန်ဆလေလံသေးတွေပဲဝင်နေတဲ့ဖွဲ့ရှိတယ်လို့သတိထားမိလိုက်ကြပါတယ်။ဂိုက်ကိုဦးဆောင်သူဂျင်ဝဆိုတာဘယ်သူမှမသိကြပေမဲ့နှစ်ဆင့်တန်ညံရဲ့အသက်ရှင်ကြံသူမင်းသားလေးဂျင်ဝပါနေရကြောင်းမလို့နန်းဟန်ကောင်းတဲ့မန်နေဂျာအန်ကဂိတ်တွေကိုတိုယိုတာရိုလေလံဆွဲနေတာမဟုတ်မှရိပ်မိသွားပါတယ်။အဲဒါကြောင့်မြေပြင်စင်းမင်းနေကဆက်စုဖို့သွားလိုက်ကြပေမဲ့ဂိတ်ရဲ့ပြင်မှာအေးစေးချင်းနေကြတဲ့ဟန်တာတွေကိုမြင်လိုက်ရတာကြောင့်ကြောင်ပြီးကြည့်နေတဲ့အချိန်စာတေးမလေးဆုံးရင်ကဒီနေရာကိုပြင်လူတွေလာခွင့်မရှိဘူးလို့ပါဝါပြလိုက်ပါတယ်။ဒါပေမဲ့ပန်ကာတက်လဲတဲ့မန်နေဂျာအန်ကနာကလူတွေကိုဝေဝိုက်ကြည့်လိုက်ပြီးဂိတ်တဲကိုဂျင်ဝတို့နှစ်ယောက်ပဲဝင်သွားတယ်ဆိုတာရိပ်မိသွားတာကြောင့်ဂျင်ဝကစောင့်ကြည့်တဲ့ဟန်တာတယောက်ဆိုတာကိုတန်းစီတော့ပါတယ်။အဲဒါကြောင့်ဂျင်ဝပြန်တဲ့အချိန်ဒီနောက်ကလိုက်ပြီးသူကဘသူဆိုတာနဲ့အနာကကော်ဖီဆိုင်တစ်ခုမှာခဏလောက်ချိန်ပေးလို့ရမလားခွင်တောင်းကြည့်လိုက်ပါတယ်။တွေ့တင်ရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့ကြားပြူကိုက်ကို join ဖို့ကမ်းလှမ်းလိုက်တာဖြစ်ပြီးလာစာကိုလည်းယူချင်းကိုက်တဲ့နှစ်စားအထိပို့ပေးဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျင်ဝကတော့သူ့ကိုယူချင်းဘွဲကကြားပြူကိုက်ရဲ့အစာအုပ်နှလုံးကိုပိုင်ဝယ်လို့ရတဲ့အထိပေးထားတဲ့အကြောင်းတက်သိနဲ့တကွာပြပေးလိုက်တဲ့အတွက်လဲလုံးတဲ့ပန်ကာကြီးလည်းရှော့ဖြစ်သွားပြီပဲဖြစ်ပါတယ်။အဲဒီနောက်သူ့เจ้าကိုစုံစမ်းနေတဲ့မန်နေဂျာအန်ကိုပြောက်စကေးသုံးပြီးသူကဘာကောင်လဲဆိုတာကိုပြပေးလိုက်တဲ့အတွက်ယူချင်းဆောက်လောက်ကြီးကဘာလို့ဒီလောက်ထိအန်နာလဲဆိုတာကိုသဘောပေါက်သွားပါတယ်။မန်နေဂျာအန်ကတော့သူတို့ကိုက်ကဟန်တာငယ်လေးတွေလေးချင်းကိုစီရန်ဂိတ်တွေကိုလိုက်ရှာနေပေမဲ့အကုန်လုံးကိုယူချင်းဘက်ကဝယ်လိုက်တာမလို့အသေးစိတ်စုံစမ်းကြည့်နေရင်ဂျင်ဦးเจ้าကိုပါတည်သွားခဲ့ရတာလို့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဦးကတော့အေးစစ်သမားဖြစ်နေလို့ဘသူ့ကိုမှသူ့เจ้าနဲ့မသိစေချင်တဲ့အတွက်နှုတ်ဆက်ထားဖို့ပြောလိုက်ပြီးတကယ်လို့သတင်းတစ်ခုထွက်သွားခဲ့ရင်လည်းမန်နေဂျာအန်နဲ့တပည့်ဖြစ်သူကိုရင်လာရှာမယ်လို့ဖျက်ချောက်ပေးလိုက်ပါတယ်။ဂိတ်သုံးခုကိုလည်း discount ဈေးနဲ့ချပေးမှဖြစ်လို့သူပေးတဲ့ဖုန်းနံပါတ်ကိုငွေလဲပေးဖို့အတွက်တကူတော် marketing တွေပါဆင်းနေပြီးပြန်လာမယ့်အချိန်မှာတော့နာပေးပြီးရတဲ့အတွက်ဈေးပြန်ကိုပေးလိုက်ပါတယ်။နောက်ရက်မှာတော့ဂျင်ဦးမားတဲ့အတွက်ဖြတ်သိမ်းဖို့လုပ်ထားတဲ့ဂိတ်တွေကိုကြားပြူကိုက်ကိုရောက်လာနိုင်တဲ့အတွက်ဘန်ကောင်နဲ့ပတ်စံတွေပြန်ဝင်လာတယ်လို့ဂျင်ဟိုတယောက်ပြောပြီးတော့ပြောပြနေပါတယ်။ကြားပြူကိုက်မှာတော့ဂိုက်တွေကို390အောင်နဲ့ရောင်းလိုက်တယ်ဆိုတဲ့သတင်းတွေတက်လာနေရကြောင်းသူတို့ကိုဂျင်ဦးမလေးတစ်ပတ်လောက်သွားတဲ့ဆိုတာကိုသိသွားပြီးနောက်တစ်ခါသူ့ကိုလာမရှုပ်ဖို့မက်ဆေ့ပို့ပြီးထပ်သတိပေးခံလိုက်ရပါတယ်။ဒီနေ့မှာတော့ system ကနေပေးတဲ့ quest ကိုလုပ်ကြည့်ဖို့အတွက်မြို့နယ်တော်နေဝေးတဲ့တောအုပ်တနေရာကိုထွက်လာခဲ့လိုက်ပါတယ်။ system ကနေချပေးနေတဲ့ mission တိုင်းကလည်းအများအားသိမင်းနဲ့လက်တလုံးချကစားဆိုအန်နေများရဲဆိုပေမဲ့နိုင်သွားခဲ့ရင်လည်းပိုပြီးကျန်းနိုင်တဲ့အခွင့်အရေးတွေပေးနေရကြောင်းမလို့ဂိတ်ထဲမှာဘလို့ရာတွေစောင့်ကြိုနေမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေရပဲဖြစ်ပါတယ်။ဒန်ညံရဲ့အထဲမှာတော့ quest တွေမပြီးမချင်းအပြင်းပြန်ထွက်လို့မရဘူးဆိုတာနဲ့သွေးပြန်ဖြည့်ခွင့်မပေးဘူးဆိုတဲ့သတိပေးစာတက်လာတဲ့အတွက်အရင်လိုကြောင်အကြမ်းတိုက်ခတ်လို့မဖြစ်တော့ဘူးလို့တွေးနေတော့မှနိုင်တကောင်ဆေးချင်းထိုးဖို့တလန်းချင်းလန်းလာနေတာကိုမြင်လိုက်ရပါတယ်။ဂျင်ဝုံကနေကြတယောက်လိုရှေုံနဲ့စားတင်တိုက်ခိုက်လိုက်ပေမဲ့နိုင်ကက်တန်ချက်ကောင်ကိုမထိုးပေါက်နိုင်တဲ့အတွက်ကြောင့်မန်နာကိုချွေတာတဲ့အနေနဲ့မြန်မာလူကြီးလက်ကိုအသုံးပြုပြီးဆွဲဖျက်ပေးလိုက်တော့မှအိဋ္ဌာသဘောနဲ့ကိစ္စချောသွားခဲ့ပါတယ်။ဒီလိုနဲ့တခြားတစ်ပတ်မှာလည်း U family တွေချစ်ချစ်ခင်ညသာစားနေရတဲ့အချိန်ဂိုက်ကိုခေါ်သမျှ S1 Hunter တွေအငြင်းခံလိုက်ရတဲ့ထူးချွန်တဲ့သားလေးချင်းဆောင်ကတခြားနိုင်ငံ Hunter တွေကိုထပ်ကမ်းလှမ်းထားတဲ့ကြောင့် Daddy U ကိုပြောပြနေပါတယ်။ဂျင်ဟိုလည်းဂိတ်တွေစေးကြည့်ပြီးလေလံဆွဲနေအောင်သူသိရတဲ့အတွက်သူ့ကိုခြေရလာမတိုင်းဖို့အကြီးပြီးအပြစ်ပုံချပေးနေပါတယ်။အဲဒီအချိန်မှာပဲနောက်တဲ့နိုင်လေးကောင်ကိုရှင်းပြီးလို့နားယူမလို့ကြံနေတော့မှအဝေးကနေတိုက်ခိုက်လိုက်တဲ့ Mate Archer နဲ့အနီးကတိုက်ခိုက်တဲ့ Night Assassin တို့ကြောင့်ဂျင်ဟိုတယောက်ပြားတုတ်နေပြီဆိုပေမဲ့ဂျင်ဟိုကတော့ဂျင်ဟိုပဲမလို့တုတ်နေတဲ့ပြားကိုရေချိုတောက်ပစ်လိုက်ပါတယ်။ system ကနေလည်းသွေးပြက်ခွင့်မပေးတာဘူးဆိုပေမဲ့ကြားလာတဲ့ပစ္စည်းတွေကိုတော့ယူခွင့်ပေးတာမလို့ Night ကရတဲ့တန်ချက်ကဝတ်စုံကိုအကာအကွယ်ဝတ်စုံဖြစ်ဝတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ခဏလောက်နားယူရန်လူရှိတဲ့တကားကိုဖုံးဝင်ခြင်းမှာပဲဘေးရင်မရှိတဲ့ plan ကိုစောင့်ရှောက်ပေးနေတဲ့နေအောင်တန်ချက်ကဝတ်ဆင်သူရဲ့ကောင် Egress ရဲ့အချိန်ဝါတွေကြောင့်ဇော်ချစ်ကပြန်တဲ့အထိလန်သွားခဲ့ရပါတယ်။
အဲ့နောက် Egret ကအလွန်လည်မြန်တဲ့တိုက်ခိုက်ချက်တွေကိုသုံးပြီးတိုက်ခိုက်နေတဲ့အပြင်ဂျင်ဝူရဲ့တိုက်ခိုက်လာတဲ့တိုက်ခိုက်မှုတွေကိုပါတခါတည်းခုခံပြနေတဲ့အတွက်ဒီတိုင်းဆက်ချနေလို့မဖြစ်တော့မှဂျင်ဝူရဲ့တွေးရုံတွေရရိမ့်မိနေခဲ့ပါတယ်။အဲဒါကြောင့်ရှေ့မှာတိုက်ခိုက်ခဲ့တဲ့ Knight တွေလိုလက်ပလာနဲ့ပြင်မှုဓာတ်ကိုသိမ်းလိုက်တဲ့အခါမှာတော့ Egret ကလည်းတိုက်ခါကိုထိန်းတဲ့အနေနဲ့လက်နက်တွေကိုချပြီးတရောကောင်းစိတ်ဓာတ်ကိုပြပေးလိုက်ပါတယ်။အဲ့ဒီချိန်တိုက်ခေါင်မှုတစ်ခုပေါ်မှာတော့ Astra Hunter တွေစုဝေးနေကြပြီးလူတို့မြင်မကြည့်တဲ့ကြားတွေကနေဂျေဂျူးကျွန်းကိုတွားရောက်စုံစမ်းခွင့်ရအောင်ထောက်ခံပေးတဲ့ဥက္ကဋ္ဌကိုကျေးဇူးတင်တဲ့အကြောင်းနဲ့နောက်တစ်ခါစိတ်မပြတ်စေရအောင်လှုပ်လာခဲ့မယ်လို့ဂျုံဝင်ကပြောပြနေတာပဲဖြစ်ပါတယ်။နောက်တော့အဲ့ထဲမှာလည်းမျက်စိတမိတ်တွင်မှာတော့မမြင်ရတော့တဲ့အချိန်နဲ့တိုက်ခိုက်ချက်တွေကိုဂျင်ဦးလေးကလူလဲခံစားနေရတဲ့အတွက်ကာရတဲ့ကာကွယ်တွေကိုပါဖောက်ထွက်ကုန်ပြီးဇွန်းတက်ပြီးလော်ခံနေရပါတယ်။ဒါပေမဲ့ Egret မြန်တဲ့အချိန်ကိုသုံးပြီးတိုက်ခိုက်ကြည့်လိုက်တာကြောင့်အသာစီးရသွားသလိုရှိပေမဲ့ဂျင်ဦးရဲ့တိုက်ခိုက်မှုတစ်ခုက Egret ကိုထိနာသွားသလိုဖြစ်စေခဲ့တာကြောင့်ဒေါသထွက်သွားတဲ့ Egret ကရှိသမျှစွမ်းနေတဲ့ဂျင်ဦးကိုဝအောင်ကြုံပြီးပလင်ရှိရာဘက်ကိုလွင့်ပစ်လိုက်ပါတယ်။နောက်ဆုံးအနေနဲ့ပလင်ပေါ်ကဂျင်ဦးကို Egret ကနမ်းချပေးတော့မယ့်အချိန်မှာတော့မိသားစုအတွက်သူရှင်သန်နေတာကိုသတိရသွားတဲ့ဂျင်ဦးကသူ့ရဲ့လက်ကျန်ခွန်အားနဲ့နီလန်ပေါင်းစုံကိုအသုံးပြုပြီးတိုက်ခိုက်လိုက်ပြီးတော့နောက်ဆုံးတစ်ချက်ကိုတော့လဲမျိုးကိုစောင့်ထိုးနိုင်လိုက်တာကြောင့်ဒါကံကောင်းပြီးစမပြုတ်ခဲ့ရတာပဲဖြစ်ပါတယ်။ရလာတဲ့စုတွေကိုစစ်ကြည့်နေတဲ့အချိန်မှာတော့မင်းကန်ကောင်းပါစီဆိုတဲ့စာတန်းနဲ့အတူချိန်ဘလောက်ထိကြာနေနိုင်မလဲဆိုတဲ့အစင်မီကွက်တစ်ခုဖြစ်အဆုံးမရှိတဲ့ Knight တွေကတယ်လီဘော့ကနေတစ်ကောင်ပြီးတစ်ကောင်ထပ်ပေါ်လာနေပါတယ်။ဂျင်ဝူကခဏတော့တိုက်ကြည့်လိုက်ပေမဲ့ခြေနေရမဟန်တော့တာကြောင့်ကိုဖြောက်တာကိုတုံးကြည့်လိုက်ပေမဲ့ observation ဟန်ကြီးတုံးတက်နေတဲ့မေးတွေကြောင့်အကုန်လုံးကမြင်နေရပါတယ်။ဒါဆိုလဲလောဘေသိတော့မယ်ဆိုပြီးကြံနေပေမဲ့ထုံးစံတိုင်းနောက်ကနေ Knight တစ်ကောင်ကထူပေးလိုက်တာမလို့ဒီကြံလဲကြာရှုံးသွားပြီးနောက်တစ်ပိုင်းတော့မနှက်ပြန်မှတင်ပေးမှာပဲဖြစ်ပါတယ်။တိုက်ပွဲအကြနေပြီဖြစ်တဲ့အတွက်ပင်မလာနေပြီဖြစ်တဲ့ဂျင်ဦးကို system ကနေပါသွေးရောမန်နာပါဖြစ်ခွင့်မပေးရတာကြောင့်မလို့ဆုံးမသက်တော့တဲ့ Knight တွေကြားထဲမှာတော်တော်လေးတိုင်ပတ်နေပြီပဲဖြစ်ပါတယ်။အဲဒီချိန်စိတ်ကထင်အောင်ထင်မှားဖြစ်ပြီးအတိတ်ကမကောင်းတဲ့မှတ်ဉာဏ်တွေပြင်ရင်းနှီးသူတွေရဲ့လက်လျှော့လိုက်သိမိဆိုတဲ့တိုက်သွန်းတန်တွေနဲ့အတူအစိုးဆုံးဖြစ်တဲ့မသိစိတ်ရဲ့အားနေတဲ့စိတ်ဝိညာဉ်ကပါဂျင်ဦးကိုပြန်ပြီးချောင်းလန့်နေတဲ့အတွက်ကိုယ်စိတ်ကိုရင်ပြန်ပြီးတွန်းလှန်နေရပါတယ်။မသိစိတ်တဲ့ကဂျင်ဦးကရင်တော်ကလူပဲဒီလောက်နဲ့ရှုံးကိုလက်ခံပြီးရလိုက်သိနေပြီလို့မခံနိုင်အောင်တောက်လျှောက်လောင်မြောင်ချောင်းလန့်နေတဲ့စကားသံတွေကြောင့်ခဏလောက်တတိတက်လို့ဖြစ်သွားတဲ့ဂျင်ဦးကိုအနောက်ကနေလက်ချောင်းနေတဲ့ Knight တစ်ကောင်ကဝင်တွယ်ပေးလိုက်ပါတယ်။အဲဒီနောက်ကာဒီယွန်ဖျားเจ้าလုံးအတိုင်းတပုံစံနဲ့ဖြုတ်ခံရတော့မယ့်အချိန်မှာတော့ system ကနေတနေ့ကုန် daily quest တွေမလုပ်ရသေးတဲ့အတွက် penalty payment နေရာကိုပို့ပေးလိုက်လို့ဒါဇက်ပြုံးမဲ့ခြေနေကနေလက်မတင်လေးလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ဂျင်ဦးမစွမ်းတဲ့ system ကနေ share မပေးနေတဲ့အတွက်အခုချိန်ထိတက်ရှင်နေရတယ်ဆိုပေမဲ့ယာလာတဲ့တင်ရတွေကပြင်းထန်နေလို့တဲ့အတွက်သွေးဖြစ်စေးကတော့လုံလောက်အောင်မဟီးပေးနိုင်တဲ့ခြေနေကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့် training ကထောက်လာမဲ့ကန်ရန်ရတီကောင်တွေကိုပဲ level တက်တက်ထိကြုံပြီးပြန်ကောင်းအောင်လုပ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက် store ကနေငကနိုင်ဓာတ်တစ်ချောင်းကိုဝယ်လိုက်ပြီး Egret စီကနေရတဲ့ပစ္စည်းတွေဖြစ်တဲ့အဝေးကနေထိန်းချုပ်သုံးပြုလို့ရနိုင်တဲ့ run ကိုပါတခါတည်းသုံးပြုလိုက်ပြီးနောက်တစ်ခါအဆုံးမရှိတဲ့တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ်။ပန်နတီလုံးနေတဲ့ချိန်အတွင်းမှာတော့ရဲလိုက်တဲ့က Knight တွေကတစားစားပုံများလာနေတာကိုမြင်လိုက်ရပေမဲ့အင်အားသစ်နဲ့ပြန်ရောက်လာတဲ့ဂျင်ဦးကခက်ကြမ်းကြမ်းလေးပဲဖြုတ်နေရင်လို level တွေတက်မလာတာကိုသိထားမိသွားပါတယ်။ Knight တွေရဲ့နောက်ဘက်ကနေမေးတကောင်ကကတိုးလေးခိုးပြီး spare 3နေရာကိုမြင်လိုက်ပေမဲ့သူ့ကိုတိုက်ဖို့3နေရာမဟုတ်တာကြောင့်မလို့တခုခုမဟုတ်တာလုံးနေမှသိသွားတဲ့ဂျင်ဦးကမေးရဲ့နောက်က gate တွေကနေ Knight တွေကိုဆင့်ခေါ်ဖို့ကြိုးကင်နေတဲ့နောက်ွယ်ကမေးမဲဆိုတာကိုသိရှိသွားခဲ့ပါတယ်။အဲဒါကြောင့်အဲဒီ Knight တွေကိုဥဆောင်ပေးနေတဲ့ငညော်ကောင်ကိုရင်ရှင်းပြရမယ်ဆိုတာကိုသိရှိသွားခဲ့တဲ့အတွက် Egret စီကနေမှရထားတဲ့ skill တွေကိုပါတခါတည်းတိုက်ပွဲထဲမှာအသုံးပြုကြည့်လိုက်ပြီးကြံနေခဲ့တဲ့မေးတွေကိုပါလိုက်လံရှာဖွေပြီးရှင်းပြနေပါတယ်။ဒါပေမဲ့နောက်ဆုံးကြံနေခဲ့တဲ့မေးတွေက3ကောင်ကကြာရှုံးသွားတဲ့ Knight တွေကိုအသုံးပြုပြီးအေယာမဂိုလန်တကောင်ကိုဖန်ဆင်းပြီးခုခံမှုတွေလုပ်နေတဲ့အတွက်အေယာမဂိုလန်ကောင်ကြီးရဲ့လှုပ်ရှားမှုတွေရင်နှေးသွားအောင်လို့မျက်နှာချက်ကမီးဆိုင်နဲ့ဖိအားပေးလိုက်ပြီးအနောက်ကညော်နေတဲ့မေး3ကောင်ကိုအရင်ရှင်းပြလိုက်ပါတယ်။မေးတွေကုန်သွားပေမဲ့ဂိုလန်ကောင်ကြီးကကြံနေသေးတဲ့အတွက်ချက်ချင်းပဲလက်ဆတက်ပေးလိုက်ပြီးရဲတိုက်ထဲမှာ4နိုင်ကျော်လောက်တောင်းခံပြီးတိုက်နေရတဲ့တိုက်ပွဲကလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။အဲဒီနောက် system ကနေဂျင်ဦးတိုက်ခိုက်လှုပ်ရှားခဲ့တဲ့ပုံစံတွေကိုစစ်စစ်လေးလာနေပြီးကိုင်းညီတဲ့အလုပ်ဖြစ်နိုင်တဲ့အရေးစစ်တပ်ကိုထိန်းချုပ်သုံးပြုလို့ရတဲ့နီခရိုမန်ဆာအောင်လန်းမော်စရာအလုပ်ကိုကမ်းလှမ်းလိုက်ပေမဲ့ဂျင်ဦးကိုယ်တိုင်ကအနီးကတိုက်ခိုက်တဲ့လောက်ကျန်တပ်ဖြတ်တို့ assassin တိုက်ဖြစ်နေတာကြောင့်မလို့ကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပါတယ်။ဒါပေမဲ့ system ကနေဆုံးဖြတ်ချက်ကိုတေချာပြီလားနောက်တစ်ခေါက်ပြန်မင်းနေတဲ့အတွက်ဂျင်ဦးခုနက်လေးတင်တိုက်ခိုက်ခဲ့တဲ့ Knight တွေကိုစင့်ခေါ်တုံးချတတ်တဲ့မေအကြောင်းကိုပြန်တွေးမိပြီးသူသာလက်ခံလိုက်ရင်တယောက်တည်းမဟုတ်ပဲအဖွဲပြေတိုက်ခိုက်လို့ရမှာဖြစ်တဲ့အပြင်ထိန်းချုပ်သူကတန်မာရဲ့တန်မာတလောက်ရဲတွေကပိုကျန်းလာနိုင်တာမလို့လက်ခံကြီးကိုဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။ system ရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့အတွက်ချိန်ထဲမှာပဲနီခရိုမန်ဆာငွေသက်ကိုပြောင်းပေးလိုက်ပြီး Knight တွေကိုအကုန်ကြိတ်ထားတဲ့ဂျင်ဦးကိုလည်းအရေးတွေကိုပါစေခိုင်းလို့ရတဲ့ဒုတိယဆင့်စီအဆက်မြင့်တင်ပေးလိုက်ပါတယ်။အဲဒီနောက်နိုးထားကြလို့ဆိုတဲ့စကားနဲ့ရေးစစ်တပ်တစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီး run ပုံမြင့်တဲ့သူတွေကိုရောယာမလားဆိုတဲ့လောဘဝင်လာတဲ့အတွက် Egret ကိုစမ်းသပ်ကြီးကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တိန်းသားနိုင်တဲ့ရေတွက်ကကန်တန်နဲ့ရှိနေတာကြောင့်မလို့အချို့ရိတ်သက်သားနိုင်ငံကိုလက်လွတ်လိုက်ပြီး Egret ကိုစတင်တက်သွင်းကြည့်လိုက်ပါတယ်။စမ်းသပ်မှုက3ချိန်ပဲလုံးခွင့်ရှိတဲ့အတွက်စိတ်ပူနေပေမဲ့လည်းအရှုံးတော့မရှိနိုင်တာမလို့စာပြီးစင့်ခေါ်ကြည့်ပေမဲ့ငင်းဆန်ခံလိုက်ရပါတယ်။ဒုတိယကြံစူးစမ်းမှုကလည်းထပ်ပြီးညှင်းဆန်နေတာကြောင့်မလို့ဘရင်မရှိတဲ့ပလင်ကိုစောင်းရှောင်းနေတဲ့သူရဲကောင်းဖြစ်ခံယူနေမဲ့စာသူနဲ့လက်တွဲပြီးတန်ကြေးတက်နေတဲ့ဓာတ်ကိုအတူထက်အောင်သုံးပြီးသူ့လက်အောက်မှာမှုတော်ထန်ကာဝယ်ပေးမလားလို့တော်ကီတွေပြစ်ပြီးနောက်ဆုံးချိန်ကိုစင့်ခေါ်ကြည့်လိုက်ပါတယ်။ဂျင်ဝူရဲ့နောက်ဆုံးစကားကိုသဘောကျသွားတဲ့ Egret ကစင့်ခေါ်ကောင်ဖြစ်ကိုလက်ခံပေးလိုက်ပြီးအရေးစစ်တပ်တစ်ခုလုံးနဲ့အတူဂျင်ဝူရဲ့ပါတော်ကိုခါသားနေရရင် season 1ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like share comment subscribe တခုခုလုပ်ပြီးတော့ကူညီသွားပေးနိုင်ပါတယ်။